MRCPCH ကိုဘယ်လိုပြင်ဆင်မလဲပေါ့နော်ဘယ်လိုပြင်ဆင်မလဲပြီးတော့အခုမှစလုံးမဲ့ junior လေးတွေရှိတယ်ပေါ့နော်အဲ့ဒီ junior တွေအတွက်ကိုMRCPCH ကဘယ်လိုမျိုးလဲနော်ဘာတွေပြင်ဆင်ရမလဲနောက်တစ်ခုကကြတော့tips and trick ပေါ့နော်ဘာတွေဘယ်လိုလုပ်ရင်အဆင်ပြေနိုင်မလဲဆိုတဲ့ဟာလေးကိုshare ပေးတော့မယ်ပေါ့နော်ဒါလေးအဲ့တော့အဓိကတော့ဒီနေ့ပြောမှာတော့ theory exam ကိုပဲအဓိက target ထားပြီးပြောမှာပေါ့နော် clinical ကတော့တက်ပြောထားတဲ့ webinar လေးရှိတယ်အဲ့ဒီတစ်ခုတည်းကအရန်ကြတယ်ပေါ့နော်2 နာရီကျော်လောက်ပြောရတယ် clinical ကလေအဲ့တော့ကြတော့ clinical ကိုတော့အချမ်းပြင်းလေးပဲနည်းနည်းလေးပဲတက်ချက်ပဲပြောသွားမယ်ပေါ့နော် theory exam ကိုအဓိကပြောပြသွားမယ်အဲ့တော့အရင်ဆုံးပြောပြရမယ်ဆိုရင်ဒီ MRCPCH ကိုပထမဆုံး2014ကတည်းကစအောင်ခဲ့တာပေါ့နော်အဲ့တော့senior တယောက်အနေနဲ့ပေါ့နောက်တစ်ခုက coach trainer ဒီ Happy Hand နဲ့လက်တွဲပြီးတော့မှဒီ MRCPCH ကိုစတင်ခဲ့တာအခုဆို3နှစ်ထဲမှာရှိလာပြီပေါ့နော်အဲ့တော့ဒီအတွေ့အကြုံတွေအရဒါတွေကိုဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတဲ့ဟာလေးတွေမြင်လာတယ်ပေါ့တချို့ဟာလေးကိုတော့ကကြတော့ဒီလိုတွေမရှိခဲ့ဘူးပြောပြမဲ့သူတွေမရှိခဲ့ဘူးကိုယ့်အနေနဲ့ကိုပြင်ဆင်ပြီးကိုယ့်အနေနဲ့ကိုလုပ်ခဲ့ရတယ်ပေါ့နော်အဲ့တော့ကြတော့အဲ့တုန်းကကြတော့အဲ့လောက်မသိခဲ့ဘူးပေါ့အခုကြတော့အရန်ကိုဒီလိုပြင်ဆင်ပေးဖြစ်တော့ကြတော့ဘယ်လိုလုပ်ရင်အဆင်ပြေနိုင်မလဲဆိုတဲ့ဟာလေးတွေပေါ့အဲ့ဒါကို sharing လုပ်သွားပြီးမယ်ပေါ့နော်ဒီမျိုးအဲ့တော့ဆက်ချင်း MRCPCH exam ပေါ့နော်ဒီမှာကအပိုင်းကသူက2ပိုင်းပဲပြောရမှာပေါ့နော် theory နဲ့ clinical အဲ့တော့ clinical ကတော့ theory 3ခုလုံးအောင်ပြီးွားရင် clinical ဖြေလို့ရမယ်ပေါ့နော်အဲ့တော့ clinical ကိုတက်တစ်ပိုင်းခဏထားလိုက်မယ်ပေါ့ theory exam မှာသူကပတ် A ပတ် B နဲ့ပတ်1ပေါ့နော်ပတ်1မှာ A နဲ့ B နဲ့ပတ်2ပေါ့ပတ်2ကိုကြတော့ apply knowledge and practice ပေါ့ဒီဟာဆိုပြီးတော့3ပိုင်းခွဲထားတယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်လို့ရလဲဆိုရင်ဒီပတ်1စဖြေခြင်းလဲရတယ်ဒါမှမဟုတ်ရင်စာရလို့ပတ်2ကနေစဖြေမယ်ဆိုလဲရတယ်ပေါ့နော်ဒါကိုသဘောပဲ theory ကကိုကြိုက်တဲ့ဟာကနေစဖြေလို့ရတယ်စဖြေခွင့်ရှိတယ်တခါတည်းကိုစာရလို့3ခုလုံးကို apply လုပ်ပြီးတော့ဖြေလို့လဲရတယ်ပေါ့နော်ဒါလေးကအဲ့တော့ဒီအပိုင်း3ပိုင်းကြောင်းလေးနည်းနည်းပြောပြမယ်ပေါ့နော်အဲ့တော့သူကဘာတွေမေးတာလဲပေါ့နော်ဘာတွေမေးတာလဲဆိုရင်ပတ်1ပတ် A မှာသူက foundation of practice ပေါ့ဒါက Chine ရဲ့ basic Chine hand နဲ့ပတ်သက်တဲ့ဟာတွေကိုသူကအဓိကထားပြီးတော့မှမေးတယ်ပေါ့နော် Chine theory ကို proper အောင်မေးတယ်နောက်တစ်ခုက theory and science ကကြတော့အဓိကဘာပြောလဲဆို basic science ကိုအဓိကပအောင်မေးတယ်ပေါ့ anatomy physiology pharmacology ဒါတွေအကုန်လုံးbackground ထားပြီးမေးတယ်ပေါ့ embryology ဒါတွေလည်းပါတယ်နော်အဲ့တော့နည်းနည်းလေးပိုခက်တာထင်ရတာပေါ့အကြောင်းသားတွေမေးလောက်တာဘာလဲဆိုရင်ဒီ theory and science ကနည်းနည်းမကျွမ်းဘူးပေါ့နော်ပြောရမယ်ဆိုရင်Chine basic hack ကကြတော့ကိုကChine လောကမှာကျင်လည်နေတယ်စာဖတ်နေတဲ့သူဆိုရင်ဒါတွေကအဆင်ပြေတယ်ရတယ်ပေါ့ theory and science ကကြတော့MBBS second year တက် year ဒါတွေကတင်ခဲ့တဲ့ဟာတွေဆိုတော့ဒါနည်းနည်းလေးအလန့်ဝေးတယ်ပေါ့ကိုပြင်ရမယ်ဆိုရင်ဒါတွေကတေချာလေးပြန်ကြည့်ရမယ်အပိုင်းလေးတွေပေါ့နော်ဒါလေးရှိတယ်နောက်တစ်ခုကတော့ apply knowledge and practice ကတော့ဒါဘာကိုစမ်းတာလဲဆို basic Chine ရပြီးသားလူကတကယ်လက်တွေ့မှာ clinical နဲ့ဘယ်လိုဆက်ပြီး decision ချမလဲဆိုတဲ့အပိုင်းကိုသူကထပ်မေးတယ်ပေါ့အဲ့တော့ apply knowledge and practice ကအဓိကဘာမေးလဲဆို knowledge synthesis and evaluation ကိုမြင်တဲ့ sign တစ်ခုဒါကိုမြင်ရင်ဘယ်လိုကောက်ချက်ချလဲ clinical decision ဘယ်လိုသွားမှာလဲ management ဘယ်လိုသွားမှာလဲ management ကိုအဓိကထားပြီးတော့ကြတော့ဒီကောင်ကစစ်တယ်ပေါ့နော်basic Chine hand မှာကြတော့အဓိကမေးတာကအများအဖြစ် management ကိုတိတ်မေးလေးမရှိဘူးအများအဖြစ် diagnosis ကိုမေးလေးရှိတယ်နောက်တစ်ခုကကြတော့ဒီ foundation of practice ဆိုတော့သူကအပေါ်ကနေ symptom တွေမေးပြီးတော့အများအဖြစ် diagnosis ကိုသွားတာပေါ့နော် apply knowledge ကကြတော့သူက investigation ဘာလုပ်ချင်လဲ management ဘယ်လိုသွားမလဲဒီလိုမျိုးတိသူကသွားမေးတယ်ပေါ့နော်အဲ့တော့ဒီ3ခုအောင်သွားပြီဆိုရင်တော့ clinical exam ဖြေလို့ရပြီပေါ့နော် clinical exam ကတော့ဒါကတော့ OSCE နဲ့သူစစ်တာပေါ့နော် multi station OSCE နဲ့စစ်တာပြီးမှနည်းနည်းလေးပြောပြမယ်ပေါ့နော်အဲ့ဒါလေးဟုတ်ပြီ exam rule ပေါ့နော် exam rule ကတော့ဘာရှိလဲဆိုရင်အရင်ဆုံး MRCPCH ဖြေမယ်ဆိုရင် account ရင်လောက်ရတယ်နော်အဲ့ဒီ RCPCH website မှာကိုယ့်ရဲ့ account ပေါ့နော် account number နဲ့အရင်ဆုံးလောက်ရတယ်အဲ့ဒီမှာသူဘာတောင်းလဲဆိုရင် medical registration certificate ပေါ့ဒါက translation လုပ်ထားပြီးသား official လို့သူပြောတယ်နော် official လို့ပြောတဲ့အတွက်အပြင်မှာလုပ်ထားတဲ့ဟာမရဘူးပေါ့ကျောင်းကထုတ်ပေးထားတဲ့အင်္ဂလိပ်လို translation ဟာနဲ့ပဲသူလက်ခံတယ်ပြီးရင်အဲ့ဒီထဲမှာပါတဲ့နာမည်အရင်အတိုင်းပဲ RCPCH account မှာ full name ကိုအဲ့ဒီတိုင်းဖြည့်ပေးရတယ်နော်သူကအဲ့ဒါလေးပေါ့နော်အဲ့ဒါလေးအဓိကတောင်းတယ်ကျန်တာတော့မတောင်းဘူးနော်ကျန်တာတော့ဓာတ်ပုံလားမသိဘူးအဲ့ဒါလေးပဲတောင်းတယ်ကျန်တဲ့ဟာတိတ်မတောင်းဘူးအဲ့တော့ account ရင်ရသွားပြီဆိုရင် RCPCH ဖြည့်လို့ရပြီပေါ့အရင်ဆုံး
ဖြေမဲ့ကိုဖြေမဲ့လို့စဉ်းစားရင်ဒီဟိုပါပေါ့နော်exam application မလုပ်ခင်ရက်စွဲမတိုင်ခင်အကြံပေးချင်တာတော့2 လလောက်ကြိုပြီးလုပ်ထားတာကောင်းတယ်အကောင့်ကိုစောစောစီးစီးဘာဖြစ်လို့ဆိုသူတို့ရှိမှာအဲ့အကောင့်ကိုသူကဟိုပါပေါ့နော် confirm လုပ်ပေးမှနဲ့ဗာနဲ့ဆိုတော့ processing ကလေ1 လကျော်လောက်တခါလေကြာတတ်တယ်ကြာရင်ကိုက application လုပ်ရမယ့်ရက်ကိုကြော်သွားပြီးမှအကောင့်ကမရဘူးဆိုပြီးတော့ဒီလိုဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုကဖြေမယ်စဉ်းစားထားတယ်ဥမာအခုလာမယ့်အောက်တိုဘာမှာဖြေဖို့စဉ်းစားထားတယ်ဆိုရင်ပေါက်ပန်းဖြေဖို့စဉ်းစားထားဆိုအခုကလေးကအကောင့်ကိုအရင်ဆုံးလုပ်ပြီးတော့မှအရင်ဆုံးအကောင့်ရအောင်လုပ်ထားပေါ့နော်ဒါလေးတစ်ချက်ပေါ့နောက်တစ်ခုကတော့သူကဘာပြောထားလဲဆိုရင်နောက်ထပ် rules တစ်ခုကtheory exam စဖြေတဲ့နှစ်ကနေ9 နှစ် period အတွင်းမှာ clinical ပါ complete ဖြေရမယ်ဒီရဲ့ rules ရှိတယ်ပေါ့နော်ဒါပေမဲ့သူကဘာပြောလဲဆို covid ပေါ့ covid တွေစဖြစ်တဲ့အချိန်မှာဘာလုပ်ထားပြီဆို1 year extension တိုးထားပြီးတယ် theory exam အောင်မြင်မဲ့လဲ covid ဖြစ်တော့သူကစာမိုးတွေမစစ်နိုင်ဘူးပေါ့နော်မစစ်နိုင်တော့ကြတော့နစ်နာသွားမှာဆိုလို့ចောင်းသားတွေကိုသူကအဲ့တလောပိုင်းမှာဖြေထားတဲ့သူတွေဆိုရင်တော့တစ်နှစ်ပို့ပြီးတော့ extension လုပ်ပေးမယ်လို့ပြောတယ်ကျန်တာမဟုတ်ရင်တော့9 နှစ်ကျော်သွားရင်တော့သူက theory ကိုပြန်ဖြေရမယ်နော်ဒီ rules တွေရှိတယ်ဟုတ်ပြီဘယ်နှကြိမ် attempt လုပ်လို့ရလဲပေါ့နော်ဘယ်နှကြိမ် attempt လုပ်လို့ရလဲဆိုရင်အပိုင်းတစ်ခုချင်းစီမှာ6 ခါ attempt လုပ်လို့ရတယ်6 ခါ attempt လုပ်လို့မအောင်ဘူးဆိုရင်တော့ဖြေလို့မရတော့ဘူးပေါ့နော်အဲ့တော့ဟိုစရင်သွင်းထားတယ်လာမဖြေဘူးဆိုရင်လည်းသူက attempt အနေနဲ့ပဲယူဆတယ်အဲ့တော့ကိုကအကြောင်းကိစ္စတစ်ခုခုရှိလို့မဖြေဖြစ်ဘူးဆိုလည်းသူတို့ကိုပြန်ပြီးတော့မှစာနဲ့အကြောင်းပြန်ရတယ်ပေါ့နော်အကြောင်းပြန်ပြီးတော့မှတချို့ဟာတွေဆိုရင် refund ပြန်ပေးတယ်တခါတလေကြာရင်လည်းသူ refund ပေးမဲ့ period ကျော်သွားတယ်ဆိုရင်လည်းပတ်စံအပြန်မရတာတော့နည်းနည်းပဲပြန်ပေးတာဒါမျိုးတွေကတော့ရှိတယ်ပေါ့ဒါတော့သူတို့ရဲ့ rules ပေါ်မူတည်ပြီးသူတို့ဆုံးဖြတ်တာပေါ့နော်ကိုကတော့ဟိုအကြောင်းကြီးငယ်တစ်ခုခုပေါ်လာခဲ့တယ်ဆိုရင်တော့သူတို့အကြောင်းကြားပြီးတော့မှမဖြေဟိုပါပေါ့ exam ကို attendance မလုပ်တော့ဘူးဆိုတဲ့အကြောင်းကိုအကြောင်းကြားရမယ်ပေါ့နော်ဒါလေးနော်နောက်တစ်ခုကကြတော့သူကဘာပြောထားလဲဆိုရင် clinical exam ဖြေဖို့ဆိုရင်နဲ့အနည်းဆုံး2 နှစ်ခွဲဘာလုပ်ထားရမလဲဆိုရင် graduation ပြီး2 နှစ်ခွဲပေါ့နော်ဒါကတော့ဒီနိုင်ငံအတွက်ကဖြစ်ခဲတယ်ဘာလို့ဆိုသူတို့နိုင်ငံမှာလေဟိုပါပေါ့နော်ပြောရမယ်ဆိုရင်ဟောက်စာချင်းပေါ့နော်ဟောက်စာချင်းဖြစ်ပြီးတဲ့သူတွေကဒါကိုဝင် join ကြတာဖြစ်တဲ့အတွက်သူက clinical ဟိုပါပေါ့အတွေ့အကြုံမရှိရင် clinical exam ကိုဖြေခွင့်မပေးဘူးအနည်းဆုံး2 year သူကဟိုပါပေါ့ child board မှာလုပ်ဖူးရမယ်အဲ့ဒီဟာလိုအပ်တယ်အကြီးရဲ့ထောက်ခံချက်ပေါ့နော်ထောက်ခံချက်အမတို့ recommendation letter ပါရမယ်2 ယောက်ရှိယူရတယ်ပေါ့နော်အဲ့ဒါလေးရှိမှသူက clinical ကဟိုစီပေးတာအဲ့တော့ကျတော့အနည်းဆုံးအောင်ပြီးဟောက်စာချင်းအောင်ပြီးသူက2 နှစ်ခွဲရှိမှပဲဒါတွေကို clinical exam ပေါ့နော် theory ကိုပြောတာမဟုတ်ဘူးเนาะ clinical exam ကိုပြောတာအဲ့တော့ theory ဂျားထဲမှာဖြေထားပြီးတော့မှ2 နှစ်ခွဲပြည့်တာနဲ့ clinical ဝင်ဖြေဒီလိုလုပ်လို့ရတယ်ဂျားထဲမှာစာဖတ်ပြီးတော့ theory အရင်ဖြေပေါ့အဲ့တော့ဒီမှာကတော့အဲ့ဒါတော့ရှားပါတယ်ဒီမှာကတော့တော်တော်များများကတော့နည်းနည်းဟိုပါပေါ့နော်တော်တော်များများဖြေကြတာကဟောက်စာချင်းပြီးချင်းဖြေတဲ့သူကရှားတယ်ဆိုတော့လေအဲ့တော့အများဖြင့်ကတော့အဲ့လိုမျိုးအတွေ့အကြုံရှိပြီးသားလူတွေပဲများပါတယ်နော်အဲ့တော့ဘာတွေမေးမှလဲပေါ့နော်ဘာတွေမေးမှလဲဆိုတော့ပြောရမယ်ဆိုအကုန်မေးတာပဲเนาะအကုန်မေးမှအခန်းကြီးอ่ะအဲ့တော့ကိုနဲ့သိမရင်းနှီးတာဘာတွေရှိလဲဆိုရင်ဒီမှာ adolescent head တို့เนาะပြီးရင် behavior and psychiatric ဒါတွေဆိုရင်ကိုကသိမရတဲ့ခေါင်းစဉ်တွေပေါ့ပြီးနောက်တစ်ခုမရင်းနှီးတာ ethic and law သူတို့နိုင်ငံမှာဘလို့တွေကျင့်သုံးနေလဲဆိုတဲ့ဟာကိုတတ်ဖတ်ရတယ်ဘာလို့ဆိုကိုကဒီမှာလုပ်နေတာဖြစ်တဲ့အတွက်ဟိုကသူတို့ရဲ့ rules တွေကိုနားမလည်ဘူးပေါ့เนาะအဲ့လို ethic နဲ့လာတဲ့ပုံစံတွေဆိုရင်နည်းနည်းလေးအခက်တွေ့တယ်ပေါ့အကြောင်းသားတွေကကြီးရတာလေအဲ့တော့အဲ့ဒါလေးတွေနည်းနည်းပြင်ရတယ်ပေါ့ကျန်တာကတော့အကုန်တူတူပဲ cardiology dermatology အကုန်ပါမှာပဲဖတ်မနေနဲ့ပေါ့နော် endocrine and growth နော် GI genetic အကုန်ပါတယ်ဒီမှာ hemato onco နော် nutrition neurology အကုန်ပါတယ်ပေါ့နော်အဲ့တော့တိတ်ပြီးတော့မှမရကြတာအကြောင်းသားတွေကဒီမှာ safeguarding ဆိုလည်းတိတ်မရကြဘူးပြီးရင် pharmacology နည်းနည်းအားနေတယ်နောက်တစ်ခါ palliative care ပေါ့သူတို့နိုင်ငံမှာ palliative care နဲ့ pain management ကတကယ်ကိုအရေးပါလောက်တာဆိုတော့လေဒါလေးတွေကဒီဘက်ကနည်းနည်းလေးအားနေတဲ့အပိုင်းလေးတွေပြီး statistics တိတ်မရကြဘူးပေါ့နော်အဲ့တော့ဟိုနည်းနည်းလေးဇောဒကတက်ဆရာရှိတာဒီအမရဲ့ဒီ25ခန်းလုံးအကုန်လုံးရမှဖြစ်မှာလားဒီလိုမေးစရာရှိတယ်နော်အဲ့လိုမျိုးမေးတယ်ဆိုရင်တော့အမကဘယ်လိုပြောမလဲဆိုရင်သူ့မှာကဟိုပါပေါ့နော်သူတို့ကဘလောက် percentage ဘယ်ခန်းမေးမယ်ဆိုတာကိုထုတ်ထားပေးပြီးသားနော်အမှန်တကယ်ပြောရရင်လေဒီစာမိုးပွဲကလေသူဘာတွေမေးမှာဘာတွေဘယ်လိုမေးမှာအကုန်လုံးချပြပြီးသားကိုကအဲ့ဘောင်တိုင်းဝင်အောင်လို့လေ့ကျင့်ပြီးရင်တွားဖြစ်ရင်ရမယ်နော်အဲ့တော့ခဏနေကြရင်အဲ့ဒါလေးလည်းပါတယ်ပေါ့နော်ဘာလေးလဲဆိုရင်ဒီမှာဒါသူပေးထားပြီးသားဒါဆိုရင်အမတို့ FOB Foundation of Practice မှာအမတို့မေးမဲ့ခေါင်းစဉ်တွေရဲ့ percentage အဲ့တော့ဒီမှာကြည့်လိုက်
adolescent health behavioral medicine cardiology ethics and law genetic and dysmorphology genetic ပေါ့နော် metabolism တို့ဒီခေါင်းစဉ်တွေကိုဘယ်လောက်% မေးမှလဲဆို25% ကနေ 38% maximum ဒီဟာမေးမှာဒီခေါင်းစဉ်တွေကိုသူပြောထားတယ်နော်ဒီအလယ်က dermatology DM endocrine emergency hemato-onco neonate တို့ nephrology ဒါတွေ44 မိနစ်ကနေ 53% အဲ့တော့ကိုယ့်ဟာနဲ့ကိုယ်အရင်စကြည့်မယ်ဆိုရင်ဘယ်ခေါင်းစဉ်တွေအရင်ကြည့်မှာလဲဒီ percentage များတယ်ဒီခေါင်းစဉ်တွေအရင်ကြည့်မှာပေါ့ဒါတွေကိုကျွမ်းပြီဆိုရင် percentage များတာကိုအရင်ကြည့်အနည်းဆုံးက 18% to 22% မေးမှာဘာရှိလဲဆို GI infection respiratory medicine ဒါပေမဲ့ဒီဟာ3ခန်းပဲရှိတာဒီ3ခန်းဆိုရင် infection immunology allergy ရယ် respiration ရယ် GI ရယ်ဒီဟာပိုင်သွားတာနဲ့ဘယ်လောက် % ရသွားပြီလဲ 20% လောက်ကကိုကကာမိပြီပေါ့နော်ပြီးရင်ဒီခန်းမှာပြီးရင်အဲ့လိုမျိုးရွေးလုံမှာပေါ့အဲ့တော့ statistics တွေဘာတွေမရဘူးအကြောင်းသားလာပြောတယ်အရန် exam နီးနေရင်တော့အမကဘာပြောလဲဆိုလွတ်လိုက်တော့နော်ဘာဖြစ်လို့ဆိုအလွန်ဆုံးပါမှာတပုတ်နှစ်ပုတ်ပဲပါမှာမဖက်လဲရတယ်အဲ့တော့ဘလို့ကျင့်သုံးရင်ကောင်းလဲဆိုရင် oral nan လောကျင့်သုံးတာကောင်းတယ် oral nan လောဆိုဘလို့လို့ဆိုဖတ်မယ်ဆိုရင်လည်းအကုန်လုံးတိတ်တိတ်ချာချာအကုန်ရအောင်ဖတ်မဖတ်ဘူးလွတ်မယ်ဆိုရင်လည်းလွတ်ဒီလိုသွားပေါ့နော်အဲ့တော့ခေါင်းစဉ်အကြီးတွေကတော့မဖတ်မနေရပဲအဲ့ဒါတွေကတော့အကုန်ကာမိအောင်ကိုကပိုင်ပိုင်နိုင်နိုင်လုပ်ရမှာပေါ့နော်ခုနလိုပဲတိတ်မရတဲ့ statistic လိုမျိုးဟာလွတ်မယ်ဆိုရင်တော့အမကဘာမှတိတ်မပြောလို့ပေါ့လွတ်ချင်လွတ်လို့ရတယ်ဒီလိုသွားလို့ရတယ်နော်ဟုတ်ပြီအဲ့တော့အခန်းတွေကတော့သူကပြောထားပြီပေါ့နော်ဒါတွေမေးမှာအဲ့တော့ဘလို့ပုံစံနဲ့မေးတာတော့ဘလို့ပုံစံလဲဆို best of 5တစ်မျိုးပဲမေးတော့မယ်အခု exam ကအသစ်ပြောင်းသွားပြီအဲ့တော့ single best answer ကို best of 5ပဲမေးတော့တယ်အဲ့တော့ best of 5မေးတဲ့ပုံစံဆိုတော့ FOP တွေဆိုဘလို့မေးလို့ရှိတော့ what is the most likely diagnosis ကပါလဲနော် what investigation ဘာလို့ချင်လဲ lead to a diagnosis အဲ့တော့ဒီနားလေးတွေမှာအကြောင်းသားတွေကတယောက်နဲ့တယောက်အမှတ်ကွာသွားတယ်ဆိုတာလေမေးခွန်းတေချာမဖတ်လို့နော်မေးခွန်းမှာသူကဘာလေးတွေကွာလဲဆိုဒီမှာကြည့်လိုက်what is the best next step ဘာလုပ်ချင်တာလဲဒါဆိုရင်အဖြစ်များဆုံးကအခုကလေးကဒီလို presentation နဲ့လာတယ် next step ဘာလုပ်မလဲလို့မေးရင်ဖြစ်ဖို့များတာ example blood pressure တိုင်းမှာလားဒါမှမဟုတ်ရင် bedside test urine test စစ်မှာလားဒီလိုသွားရမှာဟိုလိုရှုပ်ရှုပ်ထွေးထွေး investigation သွားရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ next best step ဘာလုပ်ချင်လဲဆိုတဲ့နေရာမှာအရင်ဆုံးငါဘာလုပ်မှာလဲဆိုတဲ့ဥစ္စာကိုသွားရမှာအဲ့ဒါနဲ့ဒီမေးခွန်းနဲ့မတူဘူးပေါ့နော် investigation which lead to the diagnosis ကိုရမယ့် investigation လုပ်ဒါဆိုရင် diagnosis မရတဲ့ဟာလုပ်လို့မရဘူး example ပြောပါဆိုရင်DM ဒူရှင်းမှာဆိုတာဒီဆိုပြီး DMB အတွက် diagnosis ရမယ့် investigation ဆိုရင်အမတို့ CK ဖောက်လို့မဖြစ်တော့ဟုတ်တယ်နော်အဲ့တော့ဘာလုပ်မှာလဲ genetic testing သွားရတော့မှာ genetic စစ်မှာပဲ diagnosis ရမှာဟုတ်ပြီဒီမေးခွန်းလို့ပဲ which investigation ဘာလုပ်မလဲ DMB မှာအရင်ဆုံးဘာလုပ်မလဲ investigation diagnosis ရဖို့လို့မပြောဘူး which investigation အရင်ဆုံးလုပ်မဲ့ investigation လို့ပြောရင်ဘာအရင်ဆုံးစစ်လဲ DMB မှာ CK level စစ်တယ် CK level စစ်လိုက်လို့ CK တွေတက်နေရင်အမတို့ဘာဆက်သွားမလဲ diagnosis အတွက် genetic testing သွားမယ်ဒီလိုတစ်ဆင့်ချင်းသွားတာအဲ့တော့ဆောင်းဝဲဝဲမှာသူဘာမေးတာလဲမေးခွန်းကိုတေချာဖတ်တေချာပြီးတော့အမြဲတမ်းចောင်းသားတစ်ယောက်နဲ့တစ်ယောက်အမှတ်ကွာတယ်အဲ့ဒါတွေမှာလွဲသွားတာပေါ့နော်စာမရဘူးလားမဟုတ်ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်တေချာမဖတ်ဘူးသူဘာမေးတာလဲမေးခွန်းရဲ့သဘောကျပါကိုနားမလဲဘူးနားမလဲတော့ကြတော့အမှတ်တွေနည်းကုန်နေပေါ့နော်အဲ့ဒါချောင်းမလို့အဲ့တော့မေးဖို့များတာဒီလိုပုံစံတွေပဲ what is the most common cause of this ပေါ့နော် what is the most likely pathogenesis ကဘာလဲ what is the best advice give to the parents ပေါ့နော် parents ကိုဘာပြောချင်လဲအဲ့တော့ single best answer လို့ပြောတဲ့အတွက်တစ်ခုတည်းရွေးပေးရမှာဒါလူတိုင်းသိပြီးသားအဲ့တော့ဒီနားလေးမှာအမတစ်ချက်မှာချင်တာပေါ့နော်အဲ့တော့မေးခွန်းပါတယ်အောက်ကနေ A B C D E ပေးထားပြီနော် A B C D E ပေးထားပြီအဲ့တော့ single best answer လို့ပြောထားပြီးသား best လို့ပြောထားပြီးသား best of 5ဒီ၅ခုလုံးကမမှန်ဘူးမဟုတ်ဘူးတချို့ဟာတွေကမှန်တယ်အဲ့တော့ကျောင်းသားတယောက်ကဇောရကတက်တယ်အမအဖေက A ရွေးထားတာC ကလည်းမှန်တယ်လေ C ပါလို့မရွေးတာလေဒီလိုဇောရကတက်တယ်အဲ့တော့အမတစ်ခုပဲပြောလိုက်တယ်ဒါက true or false ရွေးနေတာမဟုတ်ဘူးအပုတ်တိုင်းကမှန်တာမှန်တယ်အပုတ်တိုင်းကမှန်နိုင်တယ်ဒါပေမဲ့ဒီတဲကဘာကိုရွေးရမှာလဲအမှန်ဆုံးကိုရွေးရမှာ single best answer အဲ့တော့တခါတလေအမတို့စာတချို့ပုံစာတွေကအမတို့ဟိုလိုပြောတာမဟုတ်ဘူးနော်စာမိုးဝဲဆိုတာကလေအမြဲတမ်း prepare လုပ်ပြီးသွားပြီးတော့မှအမြဲတမ်းပေါ့နော်ကိုစာမိုးဝဲတွေခုချိန်ကြီးအများကြီးဖြည့်ခဲ့ပြီးပဲဟာငါအရန်ကြပြီးဖြည့်တယ်ဆိုတဲ့စာမိုးဝဲဆိုတာရှိလားအမြဲတမ်းကိုတော့အကောင်းဆုံးတော့ပြင်ဆင်တာပဲငါရတဲ့တော့ပြင်ဆင်ပြီးငါသွားဖြည့်မယ်ဒီလိုစိတ်နဲ့ပဲသွားရတာအမြဲတမ်းငါအကုန်ရပြီးပြီစာတွေအញ្ញမ်းပိုင်လို့သွားဖြည့်ပါတယ်ဆိုတဲ့စာမိုးဝဲကဟိုဟာပေါ့နော်ရှိချင်ရှိမယ်ပေါ့နော်ဒါပေမဲ့ရှားမယ်ပေါ့မှာပြောချင်တာတော်တော်များများကဘာဖြစ်တုံးဆိုရင်ပြင်ဆင်ပြီးတော့မှစာမွေးဖြေလိုက်ရတယ်ပေါ့ဒီလိုနဲ့ပဲအမတို့လုပ်ခဲ့ကြတာပေါ့နော်အဲ့တော့ဘလို့ဖြစ်လဲဆိုရင်
တချို့ပု္ပ္ပာတွေကအမားတို့မရတာတွေလည်းပါနိုင်တယ်ဟုတ်တယ်နော်ကိုကအပုတ်100လုံးရမယ်မဆိုလို့အဲ့တော့မရတဲ့ပု္ပ္ပာတွေလာရင်ဘယ်လိုဒီလုပ်မလဲနော်ဘယ်လိုဒီလုပ်မလဲဆိုရင်အကောင်းဆုံးကတော့အမဘယ်လိုအကြံဉာဏ်ပေးလဲဆိုရင်ဖတ်ပြီးတော့မှမဟုတ်တဲ့ဟာတွေပယ်လိုက်နော် ABCDE မှာ ABC မဟုတ်တော့ဘူးအဲ့တော့ D နဲ့ E နဲ့အဲ့ဒါဆိုရင်ရွေးရတာနည်းသွားပြီဟုတ်ပြီ D နဲ့ E နဲ့မှာဘယ်သူအမှန်ဆုံးလဲဒီလိုသွားနော်အဲ့တော့ exclusion method နဲ့သွားအဲ့ဒါဆိုရင်အဖြေကထွက်လာလိမ့်မယ်တချို့အဟာတွေကကိုမရဘူးဒါပေမဲ့ဘာဖြစ်ရလဲဆိုရင်ရသလောက်လေကိုကစူးစမ်းပြီးဖြေရတယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်တာမဖြစ်နိုင်တဲ့ဟာတွေပဲအဖြစ်နိုင်ဆုံး2ခုအမြဲတမ်းသူကဆောင်းမိုးပဲစစ်စားနေကြသူတို့ကအဲ့တော့အမြဲတမ်းပေးရင်ပေါ့နော်ဒီလိုမျိုးမှန်တဲ့2ခုလောက်ကိုဇဝေဇဝါဖြစ်အောင်အမြဲတမ်းလုပ်တတ်တယ်ပေါ့အဲ့ဒီဇဝေဇဝါကိုကတေချာလေးစဉ်းစားပြီးတော့မှအဖြစ်နိုင်ဆုံးကိုဖြေနော်အဲ့လိုမျိုးလုပ်ရင်အဆင်ပြေမယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုရင်ဘလန့်မထားခဲ့နဲ့ကိုမရရင်လေမှန်းပြီးတော့ဖြေခဲ့ဟုတ်ပြီနော် ABCDE မှာဖြစ်နိုင်တဲ့ဟာမှန်းဖြေခဲ့အလွတ်မထားခဲ့ပါနဲ့ဘာဖြစ်လို့လဲဆို minus system မရှိဘူးမရှိတဲ့အတွက်အမှတ်ကကိုကမှန်ချင်လဲမှန်သွားမှာနော်အဲ့တော့ကြတော့ကိုမရဘူးဆိုလဲအရှုံးမခံနဲ့လေထင်တဲ့ဟာကိုဖြေခဲ့နော်ဒါလေးကအရေးကြီးတယ်ဟုတ်ပြီနော် EMQ ကတော့အခုမကမပြောတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆို EMQ ပြုတ်သွားပြီဟိုးအရင် MRCPCH စတော့ကဘာတွေပါခဲ့လဲဆို Best of 5ရဲ့ EMQ ရဲ့ MCQ ရဲ့ပါတယ်တဖြည်းဖြည်းနဲ့ MCQ ပြုတ်သွားတယ်အခုကျတော့ဘာဖြစ်လဲဆို EMQ ကပြုတ်သွားပြီအဲ့တော့ကိုစာဖတ်တယ်ဆိုရင် EMQ ဖတ်စရာမလိုတော့ဘူး Best of 5ဖတ်ရင်အဆင်ပြေပြီပေါ့နော်ဒါလေးကအဲ့တော့ EMQ ကတော့အပေါ်မှာ10ခုပေးထားတယ်အောက်ကနေဒီ10ခုတွေကအမှန်ဆုံးတစ်ခုကိုပြန်ရွေးရတယ်အဲ့တော့ best of 5မဟုတ်တော့ဘယ်နဲ့အမပြောလို့ရှိတာ best of 10ပေါ့ best of 10ဖြစ်သွားတဲ့အတွက်ပိုခတ်တယ်နော် best of 5ထက် EMQ ကပိုခတ်တယ်လို့ခံစားရတယ်အဲ့တော့ဒီကောင်ကြီးပြုတ်သွားပြီဆိုတော့ကိုယ့်အတွက်အားတာတယ်ပေါ့နော်ဒီချက်ကလေးကပို့ပြီးတော့မှဖြေလို့ကောင်းသွားတယ်ပေါ့ best of 5တွေပဲဆိုတော့နော်အဲ့တော့ဘယ်ချိန်မှာစပြောင်းမှာလဲဆိုရင်အခုလာမဲ့ပေါ့ September ပေါ့နော်2024diet 3ကနေစပြီးတော့ဒီ news exam system နဲ့စစစ်တော့မယ်ပေါ့နော်အဲ့တော့ပြောချင်တာ EMQ မပါတော့ဘူး only best of 5အဲ့တော့ theory exam paper 1A 1B part 2 3ခုလုံးမှာ best of 5ပဲပါတော့မယ်နော် EMQ ပြုတ်သွားပြီအဲ့တော့တစ်ခုချင်းစီမှနည်းနည်းလေးပြောမယ်ပေါ့နော်ဒါရှေ့တုန်းက FOB ကိုမှ2နာရီခွဲဖြည့်ခဲ့ရတာနော်အဲ့တော့ပေါ့သူကဘယ်လိုစစ်တာလဲဆို best of 5အပုတ်80 EMQ 10ပုတ်လေဒီလိုလာတာအခုပြုတ်သွားပြီအဲ့တော့ဘယ်လိုဖြစ်သွားပြီလဲဆိုရင် new format system ကbest of 5အပုတ်100ဖြေရမယ် FOB မှာပြီးရင်အမှတ်အချိန်က2နာရီပဲနော်အစက2နာရီခွဲပေးထားတာအခု2နာရီပဲဖြစ်သွားတယ်နော်အဲ့တော့ကျောင်းသားတွေကိုပြောချင်တာကပေါ့နော် theory မှာပတ်1မှာဒီ FOB နဲ့ TAS ကိုနှစ်ခုစလုံးတစ်ပြိုင်တည်းမဖြေဘဲနဲ့တစ်ခုချင်းစီခွဲဖြေလဲရတယ်ပတ်2ကိုကြတော့ခွဲဖြေလို့မရဘူးတစ်ရက်တည်းမှာပဲအဲ့ဒီ paper 2ခုစလုံးကိုအကုန်လုံးဖြေရတယ်အဲ့ဒီမှာသူကအမှတ်ကိုပြန်မြနေပဲကြည်တာတစ်ခုကြရင်ကြမှာပဲလေပတ်2ကပေါ့နော်ပြန်ဖြေရင်2 paper လုံးပြန်ဖြေရတယ်ပတ်2ကပတ်1ကကြတော့တရက်ထဲမှာဒီနှစ်ခုစလုံးဖြည့်ခြင်းလဲရတယ်မဖြည့်ဘဲနဲ့ကိုကဒီတစ်ခေါက်ကို FOB ဖြည့်မယ်ငါနောက်တစ်ခေါက်ကျမှ TAS ဖြည့်မယ်ဒီလိုလုပ်လို့ရတယ်အဲ့တော့ FOB ကိုနဲ့ TAS ကိုတရက်ထဲဖြည့်တယ်အဲ့ဒီမှာတစ်ခုကျသွားတယ် FOB ကျတယ် TAS အောင်တယ်ဒါဆိုရင်နောက်တစ်ခေါက်ပြန်ဖြည့် FOB ပဲဖြည့်စရာလိုတော့တယ် TAS ဖြည့်စရာမလိုတော့ဘူး तू ကဒီပေါ့နော်ပတ်1ရဲ့နှစ်ခုပေါ့နော်ဒီ exam နှစ်ခုက independently ပဲအမှတ်ပေးတယ်နော်ဒီနှစ်ခုကအဲ့တော့ FOB ရော TAS ကိုလုံးနှစ်ခုစလုံးက best of 5အပုတ်100မေးမယ်ပြီးစာမိုးဝဲဖြည့်ချိန်က2နာရီတစ်ရက်ထဲမှာသူစစ်တယ်အဲ့တော့တစ်ခုနဲ့တစ်ခုကြားထဲမှာနားချိန်သူ2နာရီလောက်ပေးတယ်နော်အခုကတော့အမထင်တယ်ဒီမှာပေါ့နော်ဒီ exam အချိန်တိုသွားပြီဆိုတော့နည်းနည်းလေးမှပို့ပေးမလားမသိဘူးပုံမှန်ကတော့2နာရီလောက်အချိန်ရတယ်ခြားထဲမှာအဲ့တော့မေးမဲ့ဟာပေါ့နော်ဒါ format သူမေးမဲ့ခေါင်းစဉ်တွေရဲ့ percentage နော်ဒီလိုမေးမယ်လို့သူပြောထားပြီးသားပြီးရင်နောက်တစ်ခုကဘာရှိလဲဆိုရင်ဒီ theory exam တွေအတွက်သူဘယ်လိုမေးမှာလဲဆိုတော့ပေါ့နော် PDF file ကို RCPCH page မှာသူတင်ထားပေးပြီးသားနော် theory exam syllabus ဆိုတာရှိပြီးသားအဲ့တော့အဲ့ဒါကိုကကြည့်ပြီးတော့မှငါဒါကြံသေးတာပဲဒါမရသေးဘူးအကုန်လိုက်လို့ရတယ်တခန်းချင်းစီမှာသူပြောထားပေးတာဥပမာ adolescent head မှာဆိုရင် FOB အတွက်ဘယ်ခေါင်းစဉ်တွေကာပါမိရမယ်TAS အတွက်ဘယ်ခေါင်းစဉ်တွေကပါမိရမယ်ပြီးရင်ပေါ့နော် apply knowledge and practice ပေါ့နော် AKB အတွက်ဘယ်ခေါင်းစဉ်တွေကပါမိရမယ်ဒီလိုစရာကွက်3ခွက်နဲ့ပေးထားပြီးသားတခန်းချင်းစီမှာဒီလိုတွေပေးထားတာနော်အဲ့တော့ကိုကအဲ့ဒါတွေကြည့်ပြီးတော့theory ဖတ်ရင်အဲ့လိုဖတ်လို့ရတယ်နော်အဲ့ဒီစာအုပ်နဲ့ကြည့်ဖတ်နော်ဒါလေးပေါ့နော်TAS ကဒါရှေ့တုန်းကပုံစံ
သူလဲတူပဲပေါ့နော် best of 5 အပုတ်80 EMQ 10ပုတ်ဒါအရင်တုန်းကပေါ့စောင်းမွေးချိန်2နာရီခွဲဒီလိုမျိုးမေးခဲ့တာအခုကဘယ်လိုဖြစ်သွားပြီလဲဆိုရင် best of 5အပုတ်100မေးမယ်တပုတ်ကို1မှတ်ပေါ့နော်အဲ့တော့အမှတ်100မှာမှအမခဏနေအောင်မှတ်ကိစ္စပြောမယ်ပေါ့နော်အမှတ်100ရှိမှာပေါ့အဲ့ဒီမှာဘယ်နှမှတ်ရလဲသူပြန်ကြည့်မှာပေါ့ပြီးရင်အချိန်က2နာရီအချိန်ပေးထားတယ်အဲ့တော့ကိုကတရက်အမကတော့အားပေးတာတော့လေစာဖတ်ရင်တော့တခါတည်းဖတ်ပြီးတခါတည်းဖြေတာအကောင်းဆုံးပဲတက်စီဖြေးမနေနဲ့အဲ့တော့ FOB DAS တခါတည်းပဲဖတ်ပေါ့နော်ပတ်ဝန်းအတွက်တခါတည်းပဲလေ့ကျင့်စာတွေကအရင်မကွာဘူးရယ် TAS ကလည်းခုနပြောသူ basic science ဒါပို့ပါတာလေဒါပေမဲ့ဒီ child head proper တွေပဲအဲ့တော့ကိုကတခါတည်းလေ့ကျင့်လိုက်တာတော့ကောင်းတယ်စာတခါတည်းဖတ်ပြီးသားရတာပေါ့နော်လုံးမဟုတ်ရင် FOB အတွက်တက်တခါဖတ်3လဖတ်ပြီးရင်ဆောင်းဝဲဖြည့်ပြီးတော့မှ TAS အတွက်ပြန်ပြင်အဲ့တော့じゃအချိန်လဲပိုယူတာပေါ့အဲ့ဒီအစားကကိုကဟိုပါပေါ့နော်ဒီ FOB ရော TAS ရောတခါတည်းဖတ်ပြီးတော့မှတရက်ထဲမှာတခါတည်းဖြည့်လိုက်တာတော့ပိုကောင်းတယ်နော်ဒါပေမဲ့ဒါကိုယ့်ရဲ့ဟိုဟာနဲ့ပါကိုကလေတရက်ထဲမှာဆောင်းမိုးဝဲက4နာရီလောက်မထိုင်မဖြည့်နိုင်ဘူးအရင်တော့ဆို9နာရီစာရှိတယ်ပေါ့နော်တစ်ခုနဲ့တစ်ခု2နာရီခွဲဆို9နာရီလောက်အုံနောက်ကအလုံးမလုံးနိုင်ဘူးတက်စီဖြည့်မယ်အဲ့ဒါဆိုရင်လည်းသဘောပဲနော်ဒါပေမဲ့ခုနဘာဖြစ်လဲဆိုပတ်ဝန်းမှာဒါအဲ့လိုဖြည့်လို့ရတာလေပတ်တူးကြတော့ဘာဖြစ်တုံးဆို9နာရီကိုတရက်ထဲဖြည့်ရမှာခွဲဖြည့်လို့မရဘူးအဲ့တော့ RCBCH ကဘာကိုစစ်တာလဲဆိုရင် stamina ကိုစစ်တာနော်ဒါအမအမြဲတမ်းပြောရပေါ့နော်ចောင်းသားတွေကိုဘာလို့ဆိုတော့အုံနောက်ကလေအုံနောက်ရဲ့ thinking ကဟိုပါပေါ့ consistent ဖြစ်နေမှရတယ်တောက်လျှောက်လေစောင်းမိုးပဲ9နာရီလောက်စဉ်းစားရတဲ့အချိန်မှာအုံနောက်က exhaust ဖြစ်လာတာပေါ့နော် exhaust ဖြစ်လာရင် thinking ကမမှန်တော့ဘူးတချို့ပုံစံဟာတွေဆိုကိုရပြီးသားတွေဒါပေမဲ့တလွဲတွေစဉ်းစားလို့တာနောက်ဆိုရင် top block ပေါ့လုံးဝစဉ်းစားလို့မရဘူးဘာမှန်းကိုမသိတော့အဲ့လိုတွေဖြစ်ကုန်တာပေါ့နော်အဲ့တော့ဘာပြောလဲဆိုရင်စောင်းမိုးမဖြေခင်မှာအမကဘာလုပ်ခိုင်းလဲဆိုရင်ကောင်းကောင်း rest လို့ rest နော်နာနေတိတ်မဖတ်နဲ့တော့အမတို့ဒီလိုစောင်းမိုးနဲ့ဝေးတဲ့အချိန်ဆိုရင်ရတယ်တရက်မှာအပုတ်တွေကို question တွေကိုအပုတ်ရာချီထောင်ချီလုပ်တယ်ဘာလို့ဆိုရင်စောင်းမိုးနာပေါ့နော်စာတွေရလာတဲ့အချိန်မှာပေါ့နော်စာလောက်တာအရမ်းမြန်လာတဲ့အချိန်မှာရာချီတယ်မကတော့မတို့ဆိုထောင်ချီလောက်ဖြစ်လာတရက်မှာ MCQ ဒီ best of 5တွေဖတ်နိုင်လာတာပေါ့နော်အဲ့လိုမျိုးလေးချင်းဒီကြားထဲမှာဒါပေမဲ့စောင်းမိုးနီးပြီးဟေးဆိုရင်တစ်ပတ်နှစ်ပတ်လောက်လို့ရင်အဲ့လောက်ကြီးမဖတ်နဲ့တော့ပေါ့ပါပဲဘာပြောလဲဆိုရင်ကြက်ရမဲ့ဇရာကွက်တွေတချို့ကြက်ရမဲ့ဟာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုကိုကအချိန်မှာထိုင်ကြက်နော်ထိုင်ကြက်ပြီးတော့အုံနောက်ကိုအရန်အလုပ်မပေးနဲ့တော့ all question လေးတွေလောက်ဒီလောက်ပဲလောက်တော့ဝေးနေတဲ့အချိန်မှာဒါ past test ဆို on exam လို့ဒါတွေကိုအများကြီးတက်နိုင်တော့ကိုကလေဘယ်နှစ်စာဒီလိုတွေလောက်တာပေါ့နော်အဲ့လိုမျိုးတွေတက်နိုင်တဲ့လောက်များလောက်အဲ့ချိန်မှာကြတော့နီးရင်ကြရင်တိတ်မလုံးနဲ့တော့ပြီးရင်ဆောင်းမွေးမနှက်ပြန်ဖြေတော့မယ်ဆိုရင်ဒီနေ့ညမှာစောအိတ်နာနေပြီးရင်နောက်ရက်10မိနစ်လုံးဆိုလဲဘာမှတိတ်မဖတ်နဲ့ပေါ့နော်ဆောင်းမွေးဖြေရင်လဲဂျားတစ်ခုနဲ့တစ်ခုဂျားထဲမှာခုနပြောတယ်2နာရီလောက်ချိန်ရတယ်အဲ့ဒီချိန်မှာစာအုပ်သွားမလန်နဲ့နော်အစားကောင်းစားအမဆိုအဲ့ဒါတွေမှားတယ်ပေါ့နော်အစားကောင်းစားပြီးတော့မှအဲ့ချိန်မှာနာနေအခုနောက်ပိုင်းဆို online system နေနဲ့ဖြေလို့ရတော့ကိုအိမ်ကိုရပဲဖြေလို့ရသွားပြီအဲ့တော့အရန်ကိုအဆင်ပြေသွားပြီပေါ့နော်အရင်တော့ဆိုအမတို့ဆိုရင်သွားဖြေရရန်ကုန်သွားဖြေရတယ်အဲ့မှာ exam center ကြီးမှာပဲ2နာရီခွဲဖြေပြီး2နာရီခွဲမဖြေခင်လဲစောရောက်ရတယ်လေကိုကဆောင်းဝဲဖြေမှာဆိုတော့စောရောက်ရတယ်ထိုင်နေရတယ်ဆောင်းဝဲ2နာရီခွဲထိုင်ဖြေရတယ်ပြီးရင်ဂျားထဲမှာနားတဲ့အချိန်ကျရင်လဲအဲ့တိုင်းကြီးပဲပြီးရင်နောက်ထပ်2နာရီခွဲအဲ့လိုပြန်ဖြေတဲ့အချိန်မှာ TAS ရောက်တဲ့အချိန်မှာအရန်ကိုအုံနောက်တဲ့အရန်ပူနေပြီအရန်ကိုအုံနောက်ငွေပြန်မတက်စဉ်းစားရတယ်ဒီ TAS ရောက်တော့လေအဲ့လိုမျိုးပေါ့နော်အဲ့တော့အခုနောက်ပိုင်းကောင်းသွားတာ online ကနေကိုယ့်အိမ်ကိုရာဖြေလို့ရတဲ့အတွက်ဂျားထဲမှာနာနေအဲ့လိုကိုကတင်မှာနားလို့ရတယ်လေကိုယ့်အိမ်ကိုရာဆိုတော့စားလို့လည်းရတယ်နားလို့လည်းရတယ်အဲ့တော့အဲ့လိုမျိုးဆိုတော့အရန်စင်ပြေသွားပြီပေါ့နော်အဲ့တော့အုံနောက်ကိုနာနေနဲ့ relax လုပ်ပြီးတော့မှဖြေအဓိကဘာလဲဆိုရင်ဒီဆောင်းပွဲချိန်ကကိုယ့်ရဲ့အုံနောက်ကလေ best condition ဖြစ်ဖို့အရေးကြီးဆုံးပဲအဲ့တော့ကိုကလေအမဆိုအမြဲတမ်းမှာတယ်ပေါ့ចောင်းသားတွေကိုလုံနိုင်သလောက်အကုန်လုံခဲ့ပြီးပြီเนาะအဲ့တော့ဟိုပါပေါ့เนาะပြီးရင်အမဟိုလိုမျိုးလေဒီဆောင်းပွဲနာနီးတဲ့ဟာပေါ့နော် intensive course တွေမှာတက်တဲ့ကျောင်းသားတွေဆိုရင်အမ mock test စီစစ်ပြီးတော့အဲ့မှာဖြေထားရင်အဲ့အမှတ်ကိုကြည့်ပြီးတော့အမဒီကျောင်းသားအခြေအနေဘယ်လိုရှိလဲဆိုတာအမမှန်းလို့ရပြီပေါ့နော်ဒီကျောင်းသားကိုတချို့ကျောင်းသားတွေဆိုအမစစ်တဲ့ဟာတွေဆိုရင်ဒီကျောင်းဒီဆောင်မဝဲခတ်အောင်လို့အမစစ်ထားတယ်အထက်ကသိချင်တာသူ့ရဲ့အရေးချင်းကိုသိချင်တာအဲ့တော့သူ့ရဲ့condition ပေါ့အခုဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးကိုသိချင်တဲ့ဖြစ်တဲ့အတွက်အဲ့လိုမျိုးလုပ်တာလုပ်တော့သူဖြေလိုက်တာနဲ့အမအမှတ်ကိုကြည့်ပြီးတော့သိသွားပြီပေါ့နော်ဘာဘယ်လိုပြင်ဆင်ရမလဲဘာတွေအားနေနေတယ်ပြီးရင်ခုနပြောသလိုတချို့ကျောင်းသားတွေဆိုအမှတ်အရန်ကောင်းတယ်ဆိုရင်စိတ်မပူနဲ့တော့ဒီတိုင်းလေးပဲသွားအေးစစ်စစ်လို့အဲ့ချိန်မှာအုံနောက်အနားယူပြီးကောင်းဖြေအောင်ပါသေးကြတယ်
အဲ့လိုမျိုးကိုပြောရတာပေါ့နော်ကျောင်းသားတွေကိုစိတ်မပူဘူးအဲ့တော့ပြောချင်တာက relax လုပ်ပြီးတော့ကောင်းကောင်းလေး brain ရဲ့ breast condition မှာသွားဖြေမှာပဲအဆင်ပြေမယ်ဒီစာမွေးပွဲတွေကနော်အဲ့တော့ဒါလည်းတူတူပဲ TES လည်းသူပေးထားပြီးသားဘယ်အခန်းအမှတ်ဘယ်လောက် percentage မေးမယ်ဆိုတာသူပြောထားပြီးသားပြီးရင် syllabus မှာလည်းပြောထားပြီးသားပေါ့နော်ဘယ်အခန်းမှာဘယ်ခေါင်းစဉ်တွေကိုကာမိအောင်ဖတ်ရမယ်ဆိုတာလေးပါတယ်အဲ့တော့အဲ့ဒါလေးကိုတော့ပြီးရင်အဲ့ဒီ syllabus ရဲ့ PDF file လေးကိုပေါ့နော် MRCBCH club ထဲမှာ share ပေးထားမယ်နော်အဲ့ဒီဟာလေးကလည်းအမပြန်ပြီးတော့အသက်ဝင်အောင်လုပ်ပေးပါမယ် Helping Hand နဲ့ထောင်ထားတဲ့အဲ့ MRCBCH ရဲ့လိုအပ်တဲ့ဟာလေးကိုအမ share ပေးနေတာပေါ့နော်အရင်တော့ကတော့လုပ်ပေးနိုင်တယ်ဂျားထဲမှာမအားတာနဲ့ဂျားထဲမှာပြက်နေတာအဲ့တော့အခုပြန်ပြီးတော့လုပ်ပေးမယ်အမဒါလေးတွေ share ပေးမယ်နောက်တစ်ခုကကြတော့question bank နေပေါ့နော် pass on exam တွေကိုအမ Google Drive မှာတင်ထားပြီးပြီအဲ့ဒါတွေကိုပတ်1ပတ်2အတွက်ကိုအကုန် share ပေးမယ်နော်အဲ့ဒီ MRCBCH club Telegram group လေးမှာပဲ join ထားပြီးတော့မှလုပ်ကြပေါ့နော်အဲ့မှာလိုအပ်တဲ့ကိုအတွက်အဆင်ပြေမဲ့ဟာလေးတွေတွားပြီးတော့မှကြည့်ပြီးတော့မှယူလို့ရမယ်နော်အဲ့ဒါလေးနောက်တစ်ခုကပတ်2ပေါ့နော် apply knowledge and practice ဒါကလည်း exam က2ခုပဲတစ်ရက်ထဲမှာပဲဖြေရမယ်ခွဲဖြေလို့မရဘူးတစ်ခုကြရင်2ခုသလုံးပြန်ဖြေရမယ်အဲ့တော့ပတ်2ကတော့အမှတ်ကသူကပေါ့နော်ပြန်မြပေးတာဖြစ်တဲ့အတွက်ကြရင်2ခုသလုံးတစ်ရက်ထဲမှာပြန်ဖြေနော်အဲ့လိုသွားရမယ်ရမယ်နော်အဲ့တော့ तू ကများများဆဆတိတ်မပြောင်းဘူးဘာပဲပြောင်းသွားလဲဆိုရင် तू အခု new format မှာ best of 5ပဲပါတော့မယ်ပေါ့နော် best of 5ပဲပါတော့မယ်အချိန်ကတော့2နာရီခွဲပဲအဲ့တော့ best of 5မှာ तू ဘယ်နှပုတ်လဲဆိုရင် best of 5ကိုတဲ့ single best ပါအပုတ်60paper 1မှာအပုတ်60 paper 2မှာ60အဲ့တော့6ပေါ့2နာရီခွဲအပုတ်60တစ်ခါဖြည့်နောက်ထပ်2နာရီခွဲမှာအပုတ်60ဖြည့်အဲ့တော့တပုတ်ကို1မှတ်နဲ့ပေါ့နော်သူဒီလိုမျိုးပဲသွားမှာ time allow ကကြတော့မိနစ်150 2နာရီခွဲပဲမပြောင်းသွားဘူးအဲ့တော့ total က9နာရီဖြည့်ရမှာပဲ apply knowledge ကလေအဲ့တော့ဒါလေးပေါ့နော်အစ်စ်ပြောင်းသွားမဲ့ဟာလေးကဒါလေးအဲ့တော့သူ့မှာဘာတွေမေးလဲဆိုရင်အမတို့ apply knowledge ကတော့ clinical နဲ့ခုနပြောလို့ clinical reasoning ကိုမေးချင်တာပေါ့နော်မေးချင်တော့သူကပုံနေပါတယ် photographic material အဲ့ဒီမှာဘာတွေဖတ်ရလဲဆိုရင် clinical sign တွေတချို့ဟာလေးတွေမေးချင်တဲ့အရေးကြီးတဲ့ဟာလေးတွေသူမေးတယ်ပြီးရင် retinal image တွေမေးတယ် radiograph ချက်စိတ်ဆွေ CT MRI ဒါတွေမေးတယ်ပြီးရင်အမတို့ nuclear scan ပေါ့နော်အဲ့ဒါတွေမေးတယ်နောက်တစ်ခုကကျတော့ investigation result တွေရဲ့ illustration ဆိုတော့အမတို့ DMSA scan တို့နော်ဒါမှမဟုတ်ရင် Michael scan တို့ thyroid scan တို့ဒါတွေမေးတယ်အဲ့တော့ graph တွေနဲ့လာတဲ့ဟာပြီးရင် hearing ဟာတွေပေါ့နော် audiogram တို့ဒါတွေအကုန်လုံး result တွေကိုဖတ်တတ်ရမယ်နော်နောက်တစ်ခါ pathological material ကတော့ဒါကတော့ပေါ့ blood film ပုံလေးတွေပေါ့နော်ဒါမျိုးတွေလည်းမေးတယ်နောက်တစ်ခုက data interpretation ကတော့ဘာပြောလဲဆိုရင် laboratory data တွေဒီကလေးက presentation ဘာနဲ့လာတယ်သူကဒီလိုစပြီပေါ့နော်အဲ့ဒီမှာသူကဘယ်လိုပြောထားလဲဆိုရင်presentation ဒါနဲ့လာတယ်တခါသေးချင် diagnosis ကို तू မမေးတော့ဘူး investigation ဘာလုပ်ချင်လဲပြီးရင်ဟုတ်ပြီအဲ့တော့ investigation ကတစ်ခုရွေးလိုက်တယ်ဟုတ်ပြီ तू အဲ့ဒီပုံကိုပဲဆက်သွားတာပေါ့နော်သူ့ကိုလုပ်လိုက်တဲ့ investigation result တွေကတော့ဒါတွေရတယ်ဆိုပြီးတော့ hemogram electrolyte နော် तू ပေးချင်တဲ့ဟာတွေအများကြီးပေးထားတယ်အဲ့ဟာတွေကို interpret လုပ်ပြီးတော့မှနောက်ဆုံး management ဘာလုပ်မှာလဲဒါမှမဟုတ်ရင်ဘာထပ်ပြီးတော့မှစစ်ချင်သေးလဲတို့ဘာထပ်လုပ်မှာလဲတို့ဒီလိုမျိုးတွေဆက်မေးတာပေါ့နော် तू ကတော့ AKB ကတော့ခုနပြောသူgray data gray photo ပေါ့ MSc ဆိုရင် MSc level ပေါ့တက်ကြီးအားမှာမေးတဲ့ဟာလေးတွေအဓိကမေးတာတူတူပဲပေါ့နော်ဒီဟာနဲ့တက်ကြီးအားမှာကိုကဖြစ်ကောင်းကောင်းလေးစာဖတ်ပြီးတော့မှ MSc တက်ကြီးအားအောင်ပြီးသားလူတွေဆိုရင် AKB စဖြေလို့ရတယ်တချို့ဆိုရင်ပတ်1မဖြေသေးပတ်1ကျတော့သူက child basic တွေပေါ့ theory ခုနပြောတဲ့ basic science တွေပါတဲ့အတွက်ပေါ့အရင်မဖြေသေးပဲနဲ့ MSc တက်ကြီးအားပြီးသားလက်တလော clinical စာတွေရနေပြီးသားလူကတော့ဒီပတ်2ကိုအရင်စဖြေကြတယ်ပေါ့နော်ဖြေပြီးတော့မှပဲသူကဘာလုပ်ကြလဲဆိုပတ်1ကိုပြန် try နေပေါ့အဲ့တော့ခုနပြောပြီးသားပဲ theory exam ကဘယ်ဟာစဖြေလို့ရတယ်ပေါ့နော်အဲ့တော့ကိုရတဲ့ပုံမှာမူတည်ပြီးတော့ဖြေလို့ရတယ်နော်ပြီးရင် ECG တွေခုနပြော EEG တွေဒါတွေအကုန်ဖတ်တတ်ရမယ် echo တင်ရမယ် cranial ultrasound echo ဒါတွေအကုန်လုံးကိုရရမယ်ပေါ့နော်ဒါလေးတွေမေးတယ်သူကပြီးတော့မှ case history ပုံစံနဲ့လာတယ်အများအားဖြင့် case history ဆိုတာဆေးရုံကိုဒီကလေးကဘလို့ presentation နဲ့ဘလို့ပုံစံလာတယ်ဒီလိုအများအားဖြင့်ပြောချင်တာကလေပတ်2ရောက်ရင်ပေါ့ question တွေကလည်းအရှည်ကြီးတွေဖြစ်သွားတာပတ်1မှာလည်းမရှည်ဘူးတော့မဟုတ်ရှည်တယ်တချို့ပုံစံတွေဆိုတော်တော်ရှည်တယ်ဒါပေမဲ့လေပတ်2ဆိုရင်ပိုးရှည်တယ်
ဒီလိုပုံစံပြီး investigation result တွေကလည်းသူကပေးထားတာဆိုတော့အဲ့လာတွေကိုကိုက interpret လုပ်တတ်ရတယ်တချို့ laboratory investigation တွေအလွတ်ကျက်ထားရတယ် normal value တွေကိုပြောတာ normal value တိကိုသိရမယ့်ဟာတွေအလွတ်ကျက်ထားရတယ်ဒါဆို तू မပေးဘူးဆောင်းပွဲမှာ तू က normal value ကဘာဆိုမပေးဘူးကိုကဖတ်လိုက်တာနဲ့ဒီကောင်ကတက်နေတာလားTSH level ဆိုရင်ဘယ်လောက်ဆိုရင်ဒါတက်နေတာလားဒါကျနေတာလားဒါဘလို့လဲကိုကချက်ချင်းဖတ်လိုက်တာနဲ့ interpret လုပ်တတ်ရမယ်ပေါ့နော်အဲ့တော့တချို့ဟာတွေကကြက်ထားရတယ်နော်အဲ့ဒါလေးပြီးရင်သူကတော့ဗာမေးလဲဆိုရင် identify the abnormality diagnosis မေးတတ်တယ်ပြီး investigation ဘာလုပ်မှာလဲ treatment ဘာသွားမှာလဲเนาะ combination ဆိုတာတပုတ်ထဲမှာပဲအရှိကြီးပဲမေးခွန်းကတစ်ခုပြီးတစ်ခုသွားခဲ့တာအဲ့လိုပုံစံနဲ့လဲသူမေးတတ်တယ်ပေါ့နော်ဒါပတ်တူးရဲ့ဟာအဲ့တော့ပတ်တူးမှလည်းသူဘာရေးမေးမှလဲဆိုတော့ percentage ပြောထားပြီးသားเนาะခုနလိုပဲဘယ်ကောင်းစင်တွေကဒီကောင်းစင်တွေကတော့အမတို့21% to 34% လောက်ကဒီကောင်းစင်တွေမေးမှာเนาะနောက်တစ်ခုကတော့48 to 58% ကဒီမှာဒီကောင်းစင်တွေနောက်ဆုံး18 to 22% ကခုနပြောတဲ့ဒီပေါ့နော် neonate ရဲ့ respiration ရဲ့ infection immunology ဒါလေးတွေရဲ့အဲ့တော့အမတော့ဘယ်လိုစကြည့်လဲဆိုဒီဟာလေးတွေကနေတယ်လားဒါလေးတွေအရင်စဖတ်တာပဲเนาะဒီကောင်းစင်လေးတွေအရင်ပိုင်နေဆိုရင်ဒီပေါ့နော်58%ပါမယ်ဒီတွေက cardiology DM တို့ endocrine တို့ဆိုရင်အများကြီးမရှိဘူးလေအဲ့တော့ဒါလေးတွေဖတ်တယ် emergency medicine เนาะ GI hemato onco ဒါတွေဆိုခေါင်းစဉ် main ခေါင်းစဉ်တွေပဲเนาะဒါတွေရအောင်သွားတယ်ပေါ့เนาะပြီးတော့မှဒီဟိုဟာပေါ့တဲ့ safeguarding တို့ pharmacology တို့ကတော့အခန်းသိမ့်မများဘူးနည်းနည်းလေးပဲရှိတာဒါလေးတွေဆိုရင်တော့ကိုကတိတ်မရသေးဘူးဆိုခြံထားပြီးတော့ဒီတဲကခေါင်းစဉ်ကြီးတဲ့ဟာလေးတွေဖတ်လို့ရတယ်ပေါ့ဒီလိုပုံစံနဲ့ပဲကိုကကြည့်ရမှာပဲเนาะအဲ့ဒါလေးအဲ့တော့ study material အဲ့တော့အဓိကဖတ်စီချင်တာကတော့လေဘာတွေလုပ်စီချင်လဲဆိုရင်စာမုံဝဲဝေးတဲ့အချိန်မှာအမကအကြံဉာဏ်ပေးချင်တာ theory ကိုရအောင်လုပ်စီချင်တာဝေးတဲ့အချိန်မှာပေါ့နော်ဘာလို့ဆိုနီးရင် theory မဖတ်နိုင်တော့ဝေးတဲ့အချိန်မှာပဲကိုက background knowledge ဆိုတာလိုအပ်တယ်ဘာဖြစ်လို့ဆိုရင်အမအမြဲတမ်းပြောတယ်ကိုကလေဒီဟာမှာတပွဲတို့ပေါ့တပွဲတို့ဆိုတာဘာလဲဆို all question တွေဖတ်တယ်ဖတ်ပြီးတော့မှပတ်ဆက်စီလုပ်ပြီးတော့မှအောင်သွားတယ်ပတ်1ပတ်2ပြီး clinical ရောက်လာမှာအဲ့တော့တဆင့်ပြီးတဆင့်တက်မှာဖြစ်တဲ့အတွက်ပေါ့နောက်ပိုင်းရောက်လေအမတို့ theory ဘက်ကိုပြန်လှည့်ဖို့အချိန်ကိုမရှိဘူးเนาะအဲ့တော့ကြတော့အခြေခိုင်မှဖြစ်မယ်အခြေမခိုင်ရင်ဘာဖြစ်မှာပြုတ်ကြမှာเนาะပြုတ်ကြမှာအဲ့တော့ပတ်1မှာကိုစဖတ်တယ်ဆိုရင်မလောစေချင်ဘူးပေါ့เนาะတချို့ចောင်းသားကြတော့အလောတကြီးမြန်အခုမှစတယ်အခုလာမဲ့ဓာတ်ရက်ကိုပတ်စံသွင်းလိုက်တော့မယ်လို့လောက်တာလေအဲ့တော့အမတော့ပြောချင်တာဒါကဘယ်ချိန်ဆိုကောက်ဖြေလို့ရတယ်အခုချိန်မှာအရန်လွယ်တယ် theory exam တွေဆိုလဲခုနပြော online investigation ဆိုတော့အမတို့ဘယ်ချိန်ကောက်ဖြေရတယ်ပြီးရင်စာမိုးဝဲဈေးကြီးတယ်နော်ဈေးကြီးတာဖြစ်တဲ့အတွက်အမကိုပိုင်နေတခါလေးနဲ့ဖြေအောင်မဲဆိုတဲ့အခြေအနေမှာမှဖြည့်စေချင်တာအလောတကြီးမလုပ်စေချင်ဘူးအနည်းဆုံးတော့လေဟိုပါပေါ့နော်ဘာမှစာမရတဲ့သူဆိုရင်တော့6လလောက်ပြင်စေချင်တာbackground ကိုကရှိပြီးသားဆိုရင်တော့3လလောက်နဲ့ရတယ်မဟုတ်ရင်တော့ကိုက6လလောက်အနည်းဆုံးစာဖတ်ပြီးတော့မှဖြေပေါ့နော်ဒါဆိုရင်ကိုကကြိုးစားလုပ်ပေါ့နော်ဒါဆိုရင်တော့တခါလေးနဲ့အောင်မယ်ပေါ့မဟုတ်ရင်ဘာဖြစ်တုံးဆိုဆောင်းမွေးကြရင်နှမျောစရာကြီးအခုချိန်မှာလေဆောင်းမွေးစရိတ်စကားတွေကလည်းကြီးတယ်ပြီးရင်နောက်တစ်ခုကပတ်စံထပ်ဆိုင်ရင်ကိုယ့်ရဲ့ mental breakdown ပေါ့နော် mental breakdown ဆိုတာဘယ်လိုလဲဆိုတော့ဟိုပါပေါ့နော်တစ်ခါဖြေထားပြီးကြထားတော့လေနောက်တစ်ခါမှလည်းစိတ်ကကြောက်နေတာနော်အဲ့တော့ကြောက်နေတာအဲ့တော့ဟိုပါပေါ့နော်တငယ်ချင်းတယောက်ရှိရသူဆိုရင် FOB နဲ့ TAS မှာ TAS အောင်ပြီးတော့ FOB ကိုကြတော့ပထမပေါ့နော်ကြာတော့သူတစ်ခေါက်ထပ်ဖြေတယ်ဖြေတဲ့အချိန်ကျတော့လည်းကြာတယ်နောက်တစ်ခေါက်ထပ်ဖြေတယ်ကြာတယ်နောက်3ခေါက်မြောက်ကြာမှသူကအောင်တယ်ပေါ့အဲ့တော့ပြောကြ mentally ကလည်းထိတယ်တစ်ခါကြာရင်တစ်ခါဟာငါဖြေရပါမလားမရဘူးပြီးရင်လေစောင်းမိုးဝဲပထမဖြေရတယ်နောက်ခါတွေဖြေရတယ်မတူဘူးလက်ကမရဲတော့ဘူးဆက်ချင်းကတော့ဒါဆိုရင်ဒီလိုကိုယ့်ရဲ့အတွေးတွေကနောက်တစ်ခါကျတော့ဟဲဒါကဒီလိုမှဟုတ်ရဲ့လားမသိဘူးဟိုလိုလားမသိဘူးစိတ်ထဲမှာအဲ့လိုတွေဖြစ်လာတာပေါ့နော်စဉ်းစားတွေးခေါ်ပုံတွေကလည်းအဲ့လိုတွေဖြစ်သွားပြီးတော့ကြတော့success rate ကလည်းဘယ်လိုပြောမလဲဆိုကျလာတယ်သိလားအဲ့တော့ကျတော့ကိုကတခါလေးပိုင်နိုင်ဖက်ပိုင်နိုင်ခုနပြောသလိုလှုပ်လိုက်ပြီးတော့မှပေါ့ prepare ဖြစ်ပြီးဆိုတဲ့အချိန်ကျမှတွင်းပြီးဖြေနောက်မကြပါဘူးเนาะနောက်မကြပါဘူးအဲ့တော့ဘာတွေလုပ်လဲဆိုရင်အဓိကကတော့ခုနပြောတဲ့ textbook ပေါ့နော် textbook ကတော့ तू ကတော့ပြဋ္ဌာန်းထားတဲ့ textbook တွေက master course ပေါ့နော် master course ကို तू ကအဓိကပြောထားတာဒီကောင်ပေါ့ဒါရဲ့
Nasan ပေါ့ဒါတွေဖတ်လို့ရတယ်ဒါပေမဲ့ဒါတွေကအရန်ထူတယ်အရန်များတယ်ပေါ့နော်အဲ့တော့ဟို basic science အတွက်ဆိုရင်တော့အမတို့က Isa Brook ကိုအကြံပေးတယ်ပေါ့နော်ဒီစာအုပ်ကိုတော့ပိုင်နိုင်အောင်အမတို့လုပ်ရတယ်ဒါကဘာအတွက်လဲဆို TAS အတွက်ပေါ့ Isa Brook ကိုပိုင်နိုင်အဲ့ထက်မှာအကုန်ပါတယ် anatomy physiology နော်ဒါတွေအကုန်ပါတယ် immunology genetic ဒါတွေကစ basic တွေအကုန်ပါတယ်အဲ့တော့ basic science အတွက်ဆိုရင်ဒီစာအုပ်ကလွတ်လို့မဖြစ်ဘူးပေါ့နော်ဒီစာအုပ်ကိုပိုင်နိုင်ကြားရမယ်နောက်တစ်ခုက basic child theory အတွက်ဆိုရင်နောက်စာအုပ်တွေပါရှိတယ်ဆိုဒီ Parsons ကထုတ်ထားတဲ့ဒီစာအုပ်လေးရှိတယ် essential revision note ပေါ့နော် essential revision note ဆိုရင်အမဆိုအရန်ကြိုက်တာနော်ဘယ်လိုကြိုက်လဲဆိုအဲ့စာအုပ်ကဟိုပါပေါ့ဒီ master course ဆိုဒီလောက် Nasan လို့တော့မထူဘူးသူကဒါပေမဲ့ဒီ concept လောက်လည်းမပါဘူးပေါ့နော်မထူမပါလေးနော်အဲ့တော့ဟိုပါပေါ့အရင်တုန်းကတော့ဟိုပါပေါ့နော်အဲ့လောက်ပေါ့နော်ဒီက third edition နောက်ဆုံးထွက်ထားတာပေါ့အဲ့တော့ဒီစာအုပ်ဆိုရင်ကြိုက်လွန်းတော့အမဆိုရင်ဟိုလေဖတ်တာများလွန်းတော့တချို့ဟာတွေဆိုပြဲတောင်ပြဲတယ်ပေါ့နော်အဲ့တော့ဟိုကောင်းတယ်တချို့ဟာတွေကဟိုအရှိရှိဝေးလည်းမရေးထားဘူးဒါပေမဲ့ concept လောက်လည်းမနှဲဘူးပေါ့နော် concept ကကြတော့ background knowledge ရထားပြီးသားလူကစာပြန်နွေးချင်တယ် facts လေးတွေပဲကြည့်ချင်တယ်ဆိုရင်တော့ဒီ concept pediatric ကကောင်းတယ်ပေါ့အထဲထဲမှာ तू ကဟို theory background တွေဘာမှသိရေးမထားပေးဘူး तू အချက်ကလေးတွေပဲ facts လေးတွေပဲဆိုတော့ဒီဟာကတော့ MSc အတွက်တော့ပိုတင့်တော်တာပေါ့နော် MSc ကဟိုဟာပေါ့ဟိုအရင်တော့ဆို entrance ဖြေတယ်ဆိုရင် MCQ ဖြေတာဖြစ်တဲ့အတွက်ဒီ concept ကြီးကိုအဓိကကင်ကြတာပေါ့နော်ဒီ concept ကအမှန်တကယ်ပြောရရင်ဒီမြန်မာနိုင်ငံနဲ့ဒီကလားပြည်ကလူတွေပဲကြည်တာပေါ့နော်ဒီနိုင်ငံခြားဟာတွေကတိတ်အဲ့ဒါ concept လို့ပြောရင်တို့ကမသိဘူးเนาะအဲ့တော့ master course ဆိုအဲ့ Nasan တို့ဒီ Parsons ဆိုဒါတွေပဲဖတ်ကြတာเนาะအဲ့ဒါလေးတွေကြည့်လို့ရမယ်ဒါ background knowledge အတွက်ပေါ့เนาะဟိုဟာအတွက်ပေါ့เนาะပတ်2မှာဒီ clinical ဟိုခုနပြောတဲ့ဟိုဟာပေါ့နော် data တွေ interpret ဟာတွေထဲမှာဘာစာအုပ်လေးကင်နေလဲဆိုဒီ survival guide ဆိုတာလေးကင်လို့ရတယ်ဒီစာအုပ်လေးလည်းအရင်ကြိုက်တယ်ပေါ့နော်ဒီစာအုပ်လေးကဟိုဟာပေါ့ဟိုတိတ်မထူလက်20လောက်ပဲထူတာအဲ့ဒါလေးကလည်းမစိုးဘူးပပဟိုဟာပေါ့ချစ်ချစ်လစ်လစ်နဲ့လေဘယ်ဘာဟိုရေးထားတာလေးလည်းကောင်းတယ်ပေါ့ဒါပေမဲ့အစုံမပါဘူးသူကလေဘယ်စာအုပ်မှတော့ perfect ဖြစ်တယ်မရှိဘူးပေါ့နော်ပြောရမယ်ဆိုရင်အမားတို့ကတော့ခုနာကဖတ်ဒီနာကဖတ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးကြည့်ရတာပေါ့နော်ဒါပေမဲ့ကောင်းမစိုးတဲ့တဲမှာပါတယ်ပေါ့ဒီစာအုပ်ကဒါတွေကတော့ theory exam နဲ့နောက်ထပ် theory exam အတွက်ရေးကြည့်တာဘာရှိသေးလဲဆို guideline တွေဖတ်ရမယ်နော် guideline မှာအဓိကကတော့ UK guideline ပေါ့နော် UK guideline မှာသူနှစ်ထွက်တယ်အခုဆိုရင်2022ကနေ2024ပေါ့သူဟိုဟာပေါ့ဟိုဟာပြောရမယ်ဆို3နှစ်တစ်ခါထွက်တာပေါ့နော်အခုအဲ့ဒီစာအုပ်ကတော့နှစ်အုပ်ရှိတယ် UK guideline မှာသူကကလေးကြီး children အတွက်ရှိတယ်နောက်က neonate အတွက်ရှိတယ်ပေါ့နော်အဲ့ဒီ guideline ကတော့ဟိုပြောရမယ်ဆိုရင်ကြေမွနေအောင်ကြားရမယ်ဒါပဲနော်အဲ့တော့ចောင်းသားတွေကအမကိုဈေးစစ်တယ်အမအဲ့ထဲကဘယ်ကောင်းစင်လေးတွေကအရင်ဆုံးဖတ်ရမှာလဲလို့ဘာလို့အမှန်တကယ်ကတော့အမဘာပြောလဲဆိုဖတ်နိုင်နေဆိုရင်တအုပ်လုံးသာဖတ်နော်ဟို UK guideline အဲ့ကလေးအကြီးအတွက်ရေးထားတာပို့ပြီးတော့မှအရေးကြီးတယ် neonate guideline တက်တဲ့ဆိုင်ရလေဟိုကအရင်ဖတ်ပြီးတော့မှ neonate guideline ကိုဖတ်ဆိုအမပြောတယ်ပေါ့နော်ဒါပေမဲ့ရရမှာတော့အတူတူပဲရရမှာဘာဖြစ်လို့ဆိုအဲ့ထဲက small print ကအစမေးတယ်နော်တချို့ဟာလေး small print ဟာလေးတွေသူကမေးတယ်ចောင်းသားတွေကမသိဘူးအမှန်တကယ်ပါတယ်ဟိုထဲမှာအဲ့လိုလေးတွေမေးတတ်တယ်ပေါ့နော်ဒါလေးနောက်တစ်ခုကတော့အမတို့ဟိုပါပေါ့နော်nice guideline ပေါ့နော် nice guideline အဲ့တော့ nice guideline ရှိသမျှတွေအကုန်ဖတ်ရတယ်ဗျာနော်ဖတ်ရုံနေမကဘူးဘာလို့ရမလဲဆိုကြက်ပါကြက်လိုက်ရတယ်နော်ကြက်ပါကြက်လိုက်ရတယ်ဆိုတော့ဘာတွေတုံးဆို nice guideline နဲ့မှာဥပမာ UTI guideline ဆိုရင်လည်း investigation လုပ်တဲ့ဇယားကွက်လေးရှိတယ်အသက်3လအောက်ဆိုရင်ဘယ်လိုလုပ်တာလဲနော်3လနဲ့3နှစ်ဆိုရင်ဘယ်လိုသွားမှာလဲ3နှစ်နဲ့အထက်ဆိုရင်ဘယ်လိုဒါတွေကအကုန်ရနေရမှာ typical UTI ဆိုတာဘယ်လိုလဲ atypical ဆိုတာဘာကိုပြောချင်တာလဲဟုတ်နော်ပြီးရင်ပေါ့management ပေါ့upper UTI ဆိုရင်ဘယ်လိုသွားမှာလဲ lower UTI ဆိုဘယ်လိုကုမှာလဲ antibiotic ကိုဘယ်နှစ်ရက်ပေးမှာလဲ choice ကဘာလဲဒီလိုတွေမေးတာလေအဲ့တော့ဟိုအဲ့ဒါတွေအကုန်လုံးကကိုကရနေရမှာ guideline နေရပါတော့အဲ့ဒါလေးတွေအရေးကြီးတယ်ကြက်ရမယ်တဲ့မှာပေါ့နော်နောက်တစ်ခုဘာလို့စေချင်လဲဆိုဝေးနေတဲ့အချိန်မှာ theory ဖတ်ရင်းနဲ့ Parsons တွေ on exam တွေကိုတက်နိုင်တဲ့လောက်များလုပ်နော်ကျောင်းသားတစ်ယောက်ကလာမေးတယ်အမကအမြဲတမ်းပေးရင်၄နှစ်စာ question ကိုစုပေးထားတဲ့ဟာကိုပေးတယ်ပေါ့နော်အမကျောင်းသားတယ်အဲ့တော့အဲ့ဒီ၄နှစ်စာဖတ်ရင်လုံလောက်ပြီလားတဲ့အမကိုလာမေးတယ်အမကပြောလိုက်တယ်တခွန်ပဲအမတို့တော့ဆိုတစ်နှစ်စာပဲရှိတာအဲ့ဒီတစ်နှစ်စာပဲဖတ်ရတာအဲ့တော့ဒီ၄နှစ်စာကိုပြီးအောင်ဖတ်ပါအောင်လို့နော်ပြီးနောက်တစ်ယောက်ကဘာလာမေးလဲဆိုအခုလက်တလော2024အတွက်သူ Parsons on exam တွေထွက်တယ်ပေါ့အမတို့ကတော့ရှိတုန်းကဟာတွေပေါ့နော်အဲ့ဒါသူပတ်စံပေးပြီးဝယ်ရမလားတဲ့နော်အဲ့တော့ပြောချင်တာကတော့အမကတော့
အရန်ကြီးဝယ်ချင်နေရဆိုရင်တော့ဝယ်မဟုတ်ရင်တော့အမမဝယ်နဲ့ပတ်စံကုန်တယ်ဘာဖြစ်လို့ဆိုရှေးတုန်းကဟာတွေနဲ့ဒါကြီးနဲ့မကွာဘူးဒါတွေပဲပါမအစ်စ်ပုတ်စာနည်းနည်းပါးပါတာအဲ့တော့တက်နိုင်တယ်များကိုရှိတဲ့အဲ့၄နှစ်စာပဲလေ့ကျင့်လိုက်ပါအောင်အဲ့ဒါဆိုရင်ကောင်းကောင်းရပြီသူ့ရဲ့မေးခွန်းမှာအသွားလာပေါ့ဘလို့မေးလေးရှိတာလဲဘလို့လေးတွေလဲဆိုတော့ကိုကရသွားတာနော် RCBC ရဲ့အသွားလာကိုသိသွားတာအဲ့ဒါလေးကိုရသွားဖို့ပဲဘာဖြစ်လို့ဆိုရင်လေအမတို့ဆိုအရင်တော့အရန်ဖတ်တာပေါ့နော်အဲ့ပတ်ဆက်ဝင်လည်းအရန်ဖတ်တဲ့ချိန်မှာဘလို့ဖြစ်သွားလဲဆိုရင်တချို့ဆောင်းမိုးထဲမှာသူကမေးတယ်အဲ့ဟာ theory ကိုကဖတ်ထားလားဆိုမဖတ်ထားဘူးဒါပေမဲ့ကိုယ်စိတ်ထဲကလေအဖြေရတာဆိုတာသိနေတယ်နားလည်လားမသိဘူး तू ဘာမေးမလဲဆိုတာလေမေးခွန်းစခတ်လိုက်တာနဲ့ဟာဒါကြီးကတော့ဘာမေးချင်တာဒါကြီးကတော့ဘာကိုမေးတော့မှာပဲဆိုတာကိုတန်းသိတယ်အဲ့လိုအဆင်တီဖြစ်ရမယ်အဲ့ဒါဆိုရင်တော့အေးအေးဆေးဆေးအောင်ပြီပေါ့နော်ပြောရမယ်ဆိုသူ့ရဲ့အသွားအလာကိုရသွားတာပေါ့အဲ့ဒါဝေးတဲ့ချိန်မှာဖက်နီးတဲ့ချိန်မှာဘာလို့စီချင်လဲဆိုရင် all question တွေရှိတယ် all question တွေကိုပြန်လေ့ကျင့်နော် all question တွေကိုတတ်နိုင်သမျှအမကတော့အမကျောင်းသားတွေကို10နှစ်စာကျင့်ပေးတယ် all question 10နှစ်စာတော်တော်များများဟာတွေစုထားတဲ့ဟာတွေကိုအမလုပ်ပေးတယ်အဲ့တော့ recall တွေဘာတွေသူရှိပါတယ်အဲ့ဒါတွေကလေ online တွေမှာအဲ့ဒါတွေကတော်တော်များများကျောင်းသားတွေရှိမှလည်းရှိပါတယ်အကြံဉာဏ်ပေးချင်တာကတော့ဟိုပါပေါ့အခန်းလိုက်လောက်ထားတဲ့ဟာတွေထက်ဆိုင်ရင်လေမေကွန်းဇုံလိုက်ဟာတွေကိုမှပို့အားပေးတယ်။ဘာဖြစ်လို့လဲဆိုတော့အခန်းလိုက်လောက်ထားတဲ့ဟာတွေကကြတော့ तू ကဥမာ renal ခန်းလောက်တယ်ဆိုရင်ဒါ renal question တွေကိုပဲ तू စုထားတာ။အဲ့တော့ကျောင်းသားစိတ်ထဲမှာငါဒီနေ့ renal ခန်းလောက်နေတာပဲဆိုအဖြေမှာ renal နဲ့ဆိုင်တဲ့ဟာတွေကိုပို့ရွေးတာပေါ့နော်ကိုကအဲ့တော့မှန်တယ်လို့တွေဖြစ်နေတာအဲ့လိုဇုံလိုက်စုလိုက်တဲ့အချိန်ကျတော့ကျောင်းသားကလေထွက်သွားရောဇုံလိုက်ဆိုတာကဆောင်းမိုးရဲ့တကယ်မေးတယ်လို့1 to 100ပေါ့အခန်းစုံရောထားတဲ့ဟာအဲ့ဒါကိုလုပ်တဲ့ချိန်ကျတော့ကျောင်းသားတွေကနည်းနည်းရောတယ်နော်အဲ့တော့ကျတော့ဖြစ်နိုင်ရင်တော့အဲ့လိုရရင်တော့ပေါ့နော်အဲ့လိုဇုံလိုက်ဟာတွေကိုများများလေ့ကျင့်တကယ်ဆောင်းမိုးဝဲဖြေတဲ့အတိုင်းပေါ့ငါဒီနေ့ထားပါတော့2023ရဲ့အောက်တိုဘာ question ကိုလုပ်မယ်အဲ့ဒါဆိုရင်ကိုကအချိန်မှတ်ပြီးတော့မှဖြေကြည့်အရင်ဖြေပြီးဆောင်းမွေးဖြေတယ်လို့ပဲဖြေကြည့်ပေါ့နော်ဖြေပြီးတော့မှအဖြေကိုပြန်ပြီးတော့မှတိုက်ပြီးတော့မှကိုကဘာတွေဘလို့မှလဲပြန်ကြည့်ပေါ့အဲ့လိုမျိုးလေ့ကျင့်တာပိုကောင်းတယ်ပေါ့နော်အဲ့တော့အခုအချိန်ဒီကတော့အမားတို့ကအကြောင်းသားတွေကိုဘယ်လောက်ထိလုပ်ပေးလဲဆိုအခု2024 February question ထိအမားရှိမှရှိတယ်ပေါ့နော်အဲ့တော့အဲ့လောက်ထိလေ့ကျင့်ပေးတယ်ပေါ့ဘလို့လာလဲဆိုအသွားလာတွေចောင်းသားတွေအကုန်လုံးရသွားအောင်လို့အဲ့တော့တော်တော်များများကလည်း all question ကပြန်ပါတယ်ဘယ်လောက်ပါလဲဆိုရင်50% အနည်းဆုံးပါတယ်ចောင်းသားကန်ကောင်းတယ်ဆိုရင်80%ပါတယ်အမအဲ့လိုပြောလို့ all question ပဲကြည့်မယ်လို့မရဘူးเนาะအမအခုပြောပြတာပဲ theory background က knowledge ကကိုယ်မှာရှိရမယ်ဘာဖြစ်လို့လဲဆိုရင်80ကထားပါတော့အဟောင်းပါတယ်ပဲထားအောင်30%ကအသစ်ပါမှာအဲ့တော့ကိုယ်မှာ background knowledge ရှိမှအဲ့ဒီပုံစံတွေကိုဖြေနိုင်မှာပေါ့နော်အဲ့တော့ဘလို့ပုံစံနဲ့သူအမှတ်ပေးလဲကဲအဲ့ဒီကိစ္စသွားရအောင်နော်အဲ့တော့ဒါကတော့ exam center ပေါ့နော်ဒါကတော့အမဒီဇာတ်ကွက်ကတော့2022ကဟာကြီးဖြစ်နေတာနော်အဲ့တော့အဓိကပြောချင်တာကကိုက online ကနေဖြေလို့ရတယ် exam center မရှိတဲ့နိုင်ငံဖြစ်ရမယ်နောက်တစ်ချက်ကတကယ်လို့ပေါ့နော် exam center ရှိတဲ့နိုင်ငံမှာနေတယ်ဆိုရင်လည်းအနည်းဆုံးမိုင်900ဝေးတဲ့နေရာမှာနေတယ်ဆိုရင် online ကဖြေခွင့်ရှိတယ်သူကဒီလိုပြောထားတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာနေတဲ့သူကတော့တေချာပေါက် online ဖြေလို့ရတယ်အဲ့တော့ကိုကမြန်မာနိုင်ငံမှာနေကြောင်းအထောက်ထားတင်ရတယ်ဘာတွေတင်လေးရှိလဲဆိုကျောင်းသားတွေကတော့သူကတော့ပြောထားတာတော့ဖုန်းဘေးတို့ electricity bill တို့အဲ့လိုမျိုးတွေတင်ခိုင်းတာဒါပေမဲ့သူကအင်္ဂလိပ်လိုရေးထားတဲ့ဟာမှာလက်ခံတာအဲ့တော့အမားတို့ကတင်လို့မရဘူးအဲ့ဒါတွေကအဲ့တော့ကျောင်းသားတော်များဘာနဲ့အဆင်ပြေလဲဆိုတော့ navigation system အဲ့လိုမျိုးဟာရှိတယ်တဲ့အဲ့လိုမျိုးဟာနဲ့တင်တဲ့သူလည်းရှိတယ်တခြားလူတွေကတော့ဘာတင်လဲဆိုရင်ဘန်စာအုပ်ပေါ့နော်ဘန်စာအုပ်ရဲ့အရှိမျက်နှာဖုံးမှာအင်္ဂလိပ်လိုနဲ့ဓာတ်ပုံနဲ့ဟာတွေပါတယ်လေအဲ့ဒီဟာကိုရိုက်ပြီးတော့ပို့တာအဆင်ပြေတယ်တဲ့အဲ့တော့ရှောက်မဲ့သူတွေကအဲ့ဒါလေးနည်းနည်းပြင်ထားပေါ့နော်ကိုကမြန်မာနိုင်ငံမှာနေချောင်းဆိုတာကလေဟိုလိုမျိုးဟာတွေမရဘူးသူကအဲ့လိုမျိုးအထောက်ထားအင်္ဂလိပ်လိုဖြစ်တဲ့အထောက်ထားဖြစ်ရမှာနော်အဲ့ဒါလေးတင်ပေးရတယ် online ကဖြည့်နေဆိုရင်အဲ့တော့အခုကတော့ဓာတ်ရက်ကနောက်ဆုံးဓာတ်ရက်ကတစ်ခုစီပဲကျန်တော့တယ်ပေါ့2024မှာနော်တက်ဓာတ်ရက်က AKB ကစက်တင်ဘာ18ရက်နေ့မှာစစ်မယ်နော်စက်တင်ဘာ18ရက်နေ့ဗုဒ္ဓဟူးနေ့မှာစစ်မှာအဲ့တော့ application open ကဘယ်တော့တင်ရမှာလဲဆိုရင်ဇူလိုင်1ရက်နေ့စတင်ရတော့မှာ Monday နော် UK အချိန်တင်ရမယ် UK 6ခွဲအဲ့တော့မြန်မာနိုင်ငံကတင်မဲ့သူဆိုလဲအမကဘလို့အကြံဉာဏ်ပေးလဲဆိုရင် UK 6ခွဲဆိုရင်မြန်မာနိုင်ငံကညနေ3နာရီဝန်းကျင်လောက်မှာရှိတယ်အတိအကျလေးတော့ပြန်ကြည့်ပေါ့နော်အဲ့တော့အဲ့အတိအကျမှာထောက်လျှောက်စောင့်နေရတာနော်ဗာလဲ laptop ကောဖုန်းကောအမားတို့တုန်းကပုံစံပဲပေါ့နော်အမားတို့တုန်းကဆိုရင်သူက online center မှာတစ်ခါဖြည့်12ယောက်ပဲလက်ခံတာ12ယောက်ဆိုတော့လေအဲ့12ယောက်ထဲမှာကိုရဖို့ကိုမနှဲလောက်ရတာအဲ့တော့အခုလဲတူတူပဲ online invigilation ကလည်းလူကန့်တက်ထားတယ်တချို့ဟာတွေကလေအဲ့တော့ကိုက
ပါအောင်လို့ဆိုပြီးတော့မှအဲ့လိုမျိုးသူ့ရဲ့6ခွဲဆို6ခွဲတိတိမရောက်ခင်ကလေးစောင့်နေတာ device 2ခု3ခုနဲ့ကိုဖွင့်စောင့်နေတာတခု refresh တွေလုပ်ပြီးတော့မှလေသူ open လုပ်ပြီးပေါ့ found တက်လာပြီးဆိုတာနဲ့မြန်ဖြည့်ပြီးတော့မှအမြန်ဆုံးတာတင်တော့အဲ့တော့ဘယ်နေ့တင်ရမှာလဲဆို July 1ရက်နေ့စတင်လို့ရတယ်အဲ့ဒီမှာ overseas online invigilation တွေလက်ခံတယ်နော်အဲ့တော့ဒီ mandate 1ရက်နေ့အဲ့တော့application close ကတော့ July 5ရက်နေ့မှပဲ close မှာဒါပေမဲ့ဂျားထဲမှာတင်လို့ရမှာလားလို့လာမမေးနဲ့မရဘူး6ခွဲမှာမြန်တင်နိုင်ငံတကာလှုပ်နေတာအဲ့တော့ online လှုပ်နေတာဖြစ်တဲ့အတွက်ကိုကလည်းမြန်လှုပ်ရမှာအဲ့တော့ဂျားရက်တွေကိုမမှန်နဲ့ဒီ mandate 1ရက်နေ့စဖွင့်မှာဆိုရင် July 1ရက်နေ့မှာစပြီးတော့မှဒီ AKB ဖြေမဲ့သူတွေစောင့်ပြီးတော့မှတင်ရမယ်ပေါ့နော်နောက်ဒါပေမဲ့တခုကောင်းတာကတော့ online ဖြစ်တဲ့အတွက်သူကလေအရင်ထက်ဆိုင်ရင်စီများပို့ပေးတယ်အရင်တုန်းကတော့ဟိုပါပေါ့စင်တာတွေမှာဖြေတယ်ဆိုခုနပြောလို့ပဲလေ12ရောက်နောက်ပိုင်းကျတော့ဘယ်လိုဖြစ်သွားလဲဆို48ရောက်တို့ဘာလို့သူတိုးပေးတာပေါ့နော်ခုဟိုပါပေါ့ဒီကိုဗစ်မစခင်ကတော့လာစစ်သေးတယ်ခုနောက်ပိုင်းကိုဗစ်နဲ့ဆိုတော့သူကမစစ်တော့တဲ့အချိန်မှာဒီ online ကပေးတဲ့အချိန်မှာပို့ပေးတယ်အဲ့တော့ရတာတော့များပါတယ်နော်ရတာတော့များတယ်ဒါပေမဲ့ကိုကတော့ဇွဲရှိလေးစောင့်ပြီးတော့မှတင်မှရမယ်နော်ဒါကတော့ပတ်2အတွက်ပေါ့နော်ပတ်1ကတော့ဘယ်နေ့စာမိုးပွဲလဲဆိုအောက်တိုဘာ16ရက်နေ့ဖြေရမယ်နော်အဲ့တော့ application ဘယ်နေ့တင်ရမှာလဲဆို August 5ရက်နေ့ Monday မှာစဖွင့်မယ်နော် application close ကတော့သူဒီမှာဟိုပါပေါ့နော် August 9ရက်နေ့လို့ပြောထားတာဒါပေမဲ့အမပြောပြီးသားပဲ open ဖြစ်တဲ့နေ့ကနေစ try ရမှာနော်အဲ့ဒါလေးကအဲ့တော့ pass mark သူတို့ကဘယ်လိုသတ်မှတ်လဲပေါ့နော်သူတို့ကတော့ဘာကျင့်သုံးလဲဆို ANCOS methodology ကိုကျင့်သုံးတာအဲ့တော့ဘာပြောချင်တာလဲဆိုသူကအောင်မဲ့ဆိုတာမရှိဘူးအဲ့တော့ဖြေတဲ့သူတွေပေါ်မှာသူကမူတည်တာပေါ့နော်ဥပမာသူက UK နိုင်ငံမှာဖြေတဲ့ baseline ဘယ်နှမှတ်နဲ့အောင်မဲ့သတ်မှတ်လဲဆိုတာသူက percentage နဲ့ပြန်ကြည့်တာဘယ်လောက် percent သူကအောင်ပေးလဲဆို50% လောက်တော့ RCBCH ကအခုနောက်ပိုင်းအောင်ပေးတယ်အရင်ခေတ်တုန်းကတော့အမတို့တုန်းက30%ပဲအောင်ပေးတာအဲ့တော့ဟိုအောင်ဖို့ခက်တယ်ပေါ့နော်အဲ့ဒါကြောင့် MRCBCH ကတိတ်မရကြဘူးနော်မရကြဘူးဆိုတာကဟိုပါပေါ့နော်အငယ်ထဲမှာရထားတယ်ဆိုတာလည်းရှားတယ်ပေါ့နော်တော်တော်များများဟိုပါပေါ့ဟိုသွားဖြေရတာလည်းမလွယ်ဘူးအောင်ပေးတာလည်းနည်းတယ်နော်အဲ့လိုမျိုးဖြစ်တာဆိုတော့သူက MRCB လောက်သူကဟိုမဖြစ်ဘူးပေါ့နော်အောင်နေသူရှားနေတာပေါ့ဒါပေမဲ့ခုနောက်ပိုင်းတော့50% လောက်ဒီသူအောင်ပေးလာပြီအဲ့တော့ဘလို့သတ်မှတ်လဲဆိုသူက UK နိုင်ငံဖြေတဲ့သူတွေပေါ့နော်ဖြေတဲ့သူတွေထဲမှာ50% လောက်ကိုချိန်လိုက်တာအဲ့ဒီမှာ50% အောင်မဲ့အနည်းဆုံးကအနှိမ့်ဆုံးကဘယ်လောက်လဲဆိုတာကြည့်လိုက်ပြီးအဲ့ဒါကိုအောင်မဲ့အနေနဲ့တတ်မှတ်လိုက်တာပေါ့နော် oversee အနေနဲ့ကလည်းအဲ့ဒါကိုအောင်မဲ့အနေနဲ့ပြန်ပြီးတော့မှသူကဟိုက judge တွေရှိတယ်အဲ့ဒါတွေနဲ့ပြန်ကြည့်ပြီးတော့မှအောင်အကြဆိုတာပြန်ပြီးတာအဲ့တော့ကိုယ့်အတွက်ကအဲ့ဒါအရေးမကြီးဘူးအဲ့နော်အဲ့တော့ကိုယ့်အတွက်ဘာအရေးကြီးလဲဆိုရင်ကိုကစာရနေရမှာပဲနော်ဒါပေမဲ့အမပြောချင်တာလေတခါတလေမေးခွန်းခတ်တတ်တယ်မေးခွန်းခတ်ရင်လည်းစိတ်မပူနဲ့ကိုနဲ့တူတူဖြေတဲ့သူတွေမရဘူးဆိုရင်ပြဿနာမရှိဘူးဘာလို့လဲဆိုအောင်မက်ကလည်းအောက်နှိမ့်သွားမှာကိုနဲ့တူတူဖြေတဲ့သူတွေမေးခွန်းလွယ်တယ်ဆိုရင်ကိုလည်းရသူများလည်းရဆိုရင်အောင်မက်ကတက်သွားမှာအဲ့ဒီပုံစံပဲနော်အဲ့တော့အမအမြဲတမ်းပြောတာသူများရတယ်ဆိုတဲ့မေးခွန်းကိုရရမယ်သူများမရဘူးဆိုတဲ့မေးခွန်းကိုနည်းနည်းလေးပို့ရရင်အောင်ပြီနော်အဲ့ဒီသဘောတရားပဲအဲ့တော့ all question တွေကလာရင်တော့အပီပဲနော်အပီပဲဆိုတော့ all question တွေကဟာတွေမှားလို့မဖြစ်ဘူးចောင်းသားတွေနော် all question ကိုအဲ့ဒါကြောင့်မလို့အမနီးရင်အထက်လေးချက်နော်ဘာလာရင်ဘလို့ background knowledge ကဘလို့ question လေးတွေကနည်းနည်းလေးကွဲတယ်တချို့ဟာလေးကအဲ့တော့ចောင်းသားတွေကိုအမ intensive course မှာတေချာပြောတာဒီလိုမျိုး question ဒီစကားလုံးလေးပြောင်းသွားတာနဲ့ဘယ်ဥစ္စာအဖြေကိုရွေးဘလို့လေးဆိုရင်ဘာကိုရွေးဒီလိုမျိုးလေးပေါ့နော်ပြီးအဲ့ချိန်မှာ guideline တွေပြန်နှွေးပေးတယ်ဘယ်ဟာဆိုရင်ဘယ်ဟာဘလို့ဖြေနော်အဲ့လိုမျိုးဆိုရင်ဟိုပါပေါ့နော်အဲ့ချိန်မှာအဓိကလောက်ရမှာចောင်းသားတွေအဲ့ဒါပဲလောက်ရမှာစောင်းပွဲနီးဝေးတဲ့ချိန်မှာတော့အဲ့ဒါတွေသွားမဖတ်သေးနဲ့အောင်အမကြံပေးချင်တာဟို theory ခိုင်အောင်လို့ဟို passes စီ only စမ်းနေများလို့ဒါပဲပြောချင်တယ်နော်အဲ့တော့ဒီမှာပေါ့နော်အမှတ်ပေးရင်လည်းသူကဘယ်လိုပေးလဲဆိုရင်အောင်ကြပေါ့နော် total score ကဘယ်လောက်လဲ pass mark ဆိုဘယ်လောက်လဲပေါ့နော်အဲ့ဒါဆိုရင်အောင်ကြဒီလိုပေးတယ်ပြီးရင်ဟိုပေါ့ဟိုအခန်းတစ်ခန်းချင်းစီကိုရတဲ့အမှတ်ကိုဒီလိုပေးတယ်နော် cardiology ဘယ်လောက် dermatology ဘယ်လောက်အဲ့လိုပေးတဲ့အပြင်ကိုဒီဇရာကွက်ကလေးနဲ့ပေါ့နော်ဒီမှာဆိုရင်ဟို behavior ထဲမှာ UK နိုင်ငံတော်တော်များများကဒီမှာကြည့်လိုက်88မှတ်လောက်ပဲရကြတာဒီဥစ္စာဆိုရင်100ရထားတယ်နော် cardiology ဒီမှာ100ရတယ် UK ကလူတွေကတော့80ကျော်လောက်ပဲရထားတာဒါဆိုရင် UK ကလူနိုင်နေတိတ်မကွာဘူးတွေ့လား emergency မှာဆိုရင်နည်းနည်းလေးနည်းနေတယ်ဒီလိုမျိုးပေါ့ကိုယ့်တခန်းချင်းစီ feedback ပြန်ပေးတယ်သူကလေအမှတ်က theory အတွက်ကတော့ဒါပဲပေါ့နော်ဒါပဲ clinical ကတော့အမအကြမ်းပြင်းလေးပဲပြောလိုက်တော့ပဲအများကြီးမပြောတော့ဘူး clinical အတွက် webinar တက်ရှိတယ်နားထောင်ခြင်းတဲ့သူတွေအဲ့ဒါဟိုပါပေါ့နော် heavy hand ရဲ့
YouTube မှာတင်ထားတယ်ထင်တယ်နော်အဲ့ဒါပြီးတော့မှဒါမှမဟုတ်ရင်အဲ့ဒီ page မှာလားမသိဘူးတင်ထားတယ်အဲ့ဒါလေးပြန်သွားကြည့်လိုက်ပေါ့နော်2 နာရီကျော်ကြာအောင်မှပြောထားတာလေးရှိတယ်ဒါကတော့သူက clinical ကတော့အမတို့ဒီမှာဆိုရင်ဟိုပါပေါ့နော် clinical 4 ခုဖြေရတယ်ပြီးရင် development တစ်ခုဖြေရတယ် history တစ်ခုပါတယ် communication station 2 ခုပါတယ် video station 2 ခုပါတယ်နော်စုစုပေါင်းတောက်လျှောက်ဖြေရတာအဲ့တော့စာမိုးဝဲဖြေတဲ့အချိန်က3 နာရီလောက်ကြာတယ်ကြားတဲ့နားတဲ့အချိန်နဲ့ဘာနဲ့ဆို2 နာရီခွဲ3 နာရီအဲ့တော့ဒါလည်းတူတူပဲ brainstorming ပဲမှာတော့တစ်ခုပြီးတစ်ခုစဉ်းစားပြီးဖြေရတာနောက်ပိုင်းရောက်လေကိုကအိတ်စောဖြစ်လာတယ်ဆိုရင်မစဉ်းစားနိုင်တော့အဲ့လိုဖြစ်လို့မရဘူးအဲ့တော့ပေါ့နော်အမြဲတမ်းဒီ theory လည်းတူတူပဲ clinical လည်းတူတူပဲအဓိက stamina ကောင်းဖို့ရည်ကြီးတာနော် stamina ဆိုတာခုနပြောလို့ခံနိုင်ရင်အားပေါ့နော်စဉ်းစားနိုင်တဲ့အားဒါတွေအရေးကြီးတယ်ဒီကောင်ကလေအဲ့တော့ဒါတွေကတော့ဘာတွေနဲ့လေ့ကျင့်လဲဆိုတော့သူကတော့အမှတ်ပေးတာကတော့ဒီမှာပေါ့နော်clinical station တွေကအမှတ်ပြည့်ဆိုရင်10 မှတ်နော်development station က12 မှတ် history ထိုင်ကုန်က10 မှတ်ဒါအမှတ်ပြည့်တွေကိုပြောတာ communication station က10 မှတ်10 မှတ်6 မှတ်6 မှတ် total 82 မှတ်ရှိတယ်ဘယ်လောက်ရရင်အောင်ပါလဲလို့ပြောရင်အခုနောက်ဆုံးသူ format ပြောင်းသွားပြီပေါ့နော် format အစ်စ်က62 မှတ်ရရင်အောင်ပြီနော်ဒီမှာ62 မှတ်အရင်ခေတ်တုန်းကတော့အမားတို့တုန်းကတော့63 မှတ်ရမှအောင်တာအခုကတော့62 မှတ်အဲ့တော့ဘလို့စစ်လဲဆိုရင်သူကဟိုပါပေါ့နော်ဂျားထဲမှာတစ်ခါပြောင်းသွားသေးတယ်ကိုဗစ်အချိန်တုန်းကဟိုပါပေါ့ကျောင်းသားမဟုတ်ဘူးဟိုပါပေါ့ patient မပါဘဲနဲ့စမ်းခဲ့ရတာအခုကတော့ပြန်ပြောင်းသွားပြီအရင်လိုပေါ့ဒါပေမဲ့ development station တစ်ခုကတော့ဟိုဟာ patient မပါဘူး clinical station အကုန်လုံး patient နဲ့စမ်းရတယ် history ထိုင်ကုန်မှာကြတော့အမတို့သူတို့တင်ထားပေးတယ်ပေါ့နော်ဟိုဟာ surrogate mother ပေါ့ surrogate mother တင်ထားပေးတဲ့အမေနဲ့ဖြေရတယ်ကျန်တာအကုန်လုံးဟိုဟာပေါ့နော်အဲ့ဒီ development station ကလွဲလို့ကျန်တဲ့ဟိုဟာ clinical 4 ခုလုံးက patient ပါတယ်ပေါ့နော်ဒီလိုဖြေရတာအောင်မှတ်ကတော့62 မှတ်အမှတ်ပေးရလဲခုနတူတူပဲပေါ့နော်သူပေးတဲ့ပုံမူတည်ပြီးတစ်ခုဘယ်လောက်စီရတာလဲ62 မှတ်ရရင်အောင်မယ်ပေါ့82 မှတ်မှာနော်အဲ့လိုမျိုး feedback ပြန်ပေးတဲ့ဒါသူတို့ရဲ့ result ဟာလေးဘာစာအုပ်တွေဖတ်လဲဆို clinical အတွက်ကတော့ဒီ PASSES ကထုတ်ထားတဲ့ဒီစာအုပ်ကတော့ကျွတ်ညံ့ဝါထားရမယ်ဒါကတော့ MRCPCA clinical short case history taking and communication skill ဒီဥစ္စာပေါ့နော်ကျန်တာအတွက်ကတော့ဒါ exam technique နဲ့ပတ်သက်ပြီးတော့မှဟိုပါပေါ့ MRCP အတွက်ဆို Mac လောက်ကြည့်တယ်လို့ပဲပေါ့နော်ဒီမှာကလေးမှာဆို Wayne Harris ပေါ့ဒီမှာတို့ဒီမှာ Wayne Harris ဒီစာအုပ်ကိုကြည့်တယ်ဒီစာအုပ်ကတော့အထူကြီးပဲပေါ့နော်လိုအပ်တဲ့ဟာယူမလိုတဲ့ဟာမယူနဲ့အဲ့လိုပဲကိုကကြည့်ရတာပေါ့နော်နောက်တစ်ခု channel လေးကတော့ဒီ clinical make easy ဒါလေးတွေဂိုင်လို့ရတယ်ပြီးရင်ဒါ Stevenson လို့အတူကောက်ခေါ်တာပေါ့နော် clinical pediatric ဒါလေးတွေကလည်းတချို့ဟာလေးယူတယ်ဒါပေမဲ့အမဒီမှာမပါတာလေ communication အတွက်စာအုပ်လေးတွေရှိသေးတယ် Rebecca တို့ဘာလို့အဲ့လိုမျိုးဂိုင်နဲ့တက်စာအုပ်လေးတွေပေါ့နော်ပြီးရင်သူက clinical အတွက်အဲ့ကလားဆရာတယောက် notes ထုတ်ထားတဲ့ဟာရှိရပေါ့ကျောင်းသားတော်တော်များများမှာရှိပါတယ်အဲ့ဒါတွေကင်လို့ရတယ်ပေါ့နော်သူကနမူနာတွေရေးပေးထားတာပေါ့အဲ့ဒါလေးတွေဖတ်ကြတယ်ပေါ့နော်အဲ့ဒါနဲ့ပဲ clinical ကလေ့ကျင့်ရတာပဲเนาะအဲ့တော့အဓိကတော့ဒါပဲပေါ့